အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျပန်ဘာသာစကားကိုစပြီးလေ့လာမယ့်သူတွေအတွက်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကိုရိုက်လိုက်ပါတယ်ဂျပန်ဘာသာစကားမှာပေါ့နော်ဂျပန်ဘာသာ level မှာ level ဘယ်နှခုရှိတယ်ဘယ်ကနေပြီးတော့စပြီးလေ့လာရမယ်ဆိုတာကိုဒီမှာပြပြသွားပါမယ်โอเคအဲ့တော့ဂျပန်သာစလေ့လာမယ့်သူတွေအတွက်ပေါ့နော်ဂျပန်သာစလေ့လာမယ်ဆိုလို့ရှိရင်အရင်ဆုံးဘယ်ကနေစပြီးတော့လေ့လာရမလဲဆိုရင်ဟီရာဂါနာဆိုတဲ့စကားလုံးတွေကနေပြီးတော့စပြီးတော့လေ့လာရပါမယ်ဟီရာဂါနာနော်ဒီမှာဟီရာဂါနာပါโอเคနောက်တစ်ခုကတော့ခတာခနာဖြစ်ပါတယ်ခတာခနာပေါ့နော်နောက်တစ်ခုကတော့ရမာဂျီဖြစ်ပါတယ်နောက်တစ်ခုကတော့ခန်ဂျီဖြစ်ပါတယ်โอเคအဲ့တော့သူတို့တွေရဲ့ဒီဘယ်လိုပုံစံမျိုးဘာကြောင့်လေ့လာရဲဆိုတော့နည်းနည်းလေးရှင်းပြချင်ပါတယ်ဟီရာဂါနာကကြတော့ဒီမြန်မာပုံစံအတိုင်းပဲပေါ့နော်မြန်မာစကားလုံးတွေစာကြောင်းတွေဖတ်ဖို့အတွက်ဒီကာကြီးခဝေးကငယ်ကကြီးကအဲ့လိုပုံစံမျိုးလေ့လာရတယ်အဲ့လိုပုံစံမျိုးပဲစကားလုံးလေးတွေလေ့လာတာဖြစ်ပါတယ်ခတာခနာကကြတော့ဘယ်မှာသုံးလဲပေါ့နော်ခတာခနာကကြတော့ဒီနိုင်ငံခြားသားတွေရဲ့နာမည်တွေနောက်တစ်ခုကသူတို့ဂျပန်ဘာသာစကားမှာရှိပေမဲ့လည်းအင်္ဂလိပ်ဘာသာစကားကိုကနေပြီးတော့မွေးစားပြီးတော့သုံးတဲ့အခါဒီမှာဒီခတာခနာစကားလုံးလေးတွေကိုသုံးပါတယ်ရိုမာကြီးကကြတော့အင်္ဂလိပ်စကားလုံးတွေပါတနည်းအားဖြင့်ပြောလို့ရှိရင်ဥပမာတိုကျို TOKYO တိုကျိုတိုကျိုပေါ့နော်မြန်မာလိုဆိုရင်တော့တိုကျိုအဲ့ဒါဒီ TOKYO ဆိုတဲ့စကားလုံးလေးကရိုမာကြီးဖြစ်ပါမယ်ဒီစိုင်းဘုတ်ဒီတော်တော်များများမှာတွေ့ရပါမယ်နိုင်ငံခြားသားတွေအများကြီးလာတဲ့ဂျပန်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံခြားသားတွေနားလည်ဖို့အတွက်အင်္ဂလိပ်စကားလုံးကိုလည်းထည့်သွင်းပြီးရေးသားထားပါတယ်စိုင်းဘုတ်ဒီမှာအဲ့ဒါဒီရိုမာကြီးဖြစ်ပါတယ်နောက်လူခန်းကြီးကကြတော့ဒါတရုတ်ဘာသာစကားအနေပြီးတော့ဆင်းသက်လာတဲ့စကားလုံးလေးတွေပေါ့နော်အဲ့ဒါဘာကြောင့်သင်ရလဲဆိုရင်ဟီရာဂနာသင်ရုံနဲ့မလုံလောက်သေးပါဘူးဟီရာဂနာမှာတူညီတဲ့စကားလုံးတွေအများကြီးရှိပါတယ်ဒါပေမဲ့အတိတ်ပဲကြီးကွဲသွားပါမယ်အဲ့လိုအတိတ်ပဲကြီးကွဲသွားတယ်တူညီရဲ့စကားလုံးတွေမြင်တယ်အတိတ်ပဲကကွဲတယ်ဒါပေမဲ့ဘလို့ခွဲမလဲပေါ့နော်အဲ့ကဆိုရင်ခန်းကြီးကိုကြည့်ပြီးတော့သိနိုင်ပါတယ်အဲ့တော့အဲ့ဒါကြောင့်မလို့လေခန်းကြီးကိုသင်ရတာပေါ့နော်အဲ့တော့ level မြင့်လာတာနဲ့အမျှဟီရာဂနာဆိုတာကယော့သွားပြီးတော့ခန်းကြီးကိုအစားထိုးပြီးတော့သုံးပါမယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဟီရာဂနာတူတူပဲရေးပြီးတော့အတိတ်ပဲကွဲတဲ့စကားလုံးတွေဆိုရင်မမှန်တက်မှာဆိုလို့ခန်းကြီးကိုထည့်သွင်းသုံးထားတာဖြစ်ပါတယ်။ဒီအဆင်ပြေမယ်ဆိုရင်နောက်တစ်ခုကိုသွားပါမယ်။နောက်တစ်ခုကပါလေဂျပန်စာ level ဖြစ်ပါတယ်။ Okay ဂျပန်စာ level 日本語能力試験ဆိုပြီးတော့ JLPT ပေါ့နော်ဒါဂျပန်စာရဲ့ JLPT ဆိုပြီးတော့စာမေးပွဲရှိပါတယ်။ဂျပန်လိုဆိုရင်တော့日本語能力試験လို့ခေါ်ပါတယ်။ JLPT ပေါ့နော် JLPT စာမေးပွဲဆိုတာရှိတယ်။အဲ့မှာ level က5ခုရှိပါတယ်။အဲ့တော့ M5, M4, M3, M2, M1 ဆိုပြီးတော့ရှိပါတယ်။ Okay စကလုံးကြီးလေဂျပန်စာလေပေမှာကကြတော့စကလုံးကြီးလေအနှိမ့်ဆုံးဖြစ်လေပဲပေါ့နော်အဲ့တော့1ဆိုလို့ရှိရင်တော့ဒါတည့်ရတိုင်းပဲကိုယ်ကျောင်းနေမှာဆိုလဲအဲ့တိုင်းပဲရှိရလေနော်အဆင့်1ဆိုရင်ဒါထိတ်ဆုံးကပဲဒါသူတော်လို့ရလीနော်အဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ M1 ဒီအမြင့်ဆုံးဖြစ်ပါမယ်အဲ့တော့5 4 3 2 1ပေါ့နော်အဲ့တော့ M5 ကဆက်စအုပ်လေးပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်အခုဟီရာဂနာကိုစပြီးတော့သွားပါမယ်ဟီရာဂနာလွယ်လေးပဲပေါ့နော်မြန်မာစကားမှာလည်းကာကြီးကဝေးရလို့တာရှင်တို့ကစကားလုံးတွေစာကြောင်းတွေကိုဖတ်နိုင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဂျပန်စာမှာလည်းအဲ့ဒီတိုင်းပဲဟီရာဂနာဆိုတဲ့စကားလုံးလေးကိုရမှာဖြစ်ပါမယ်အဲ့ဒါမှစာကြောင်းလေးတွေဖတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုသွားပါမယ်ရပါမလား Hi အဲ့ဆိုရင် let's go ဟိုက်ဆက်စာအုပ်ဒီမှာပေါ့နော်အဲ့တော့ font ပေါ်မူတည်ပြီးတော့စကားလုံးအရေးအသားကအရေးသားဆိုတာကနည်းနည်းလေးဒီမှာထွက်တဲ့ဟာလေးရှိသလိုမျိုးဒီမှာဆိုရင်မထွက်ဘူးအဲ့လိုပုံစံမျိုးလေးတွေတွေ့ရနိုင်ပါတယ်အဲ့တော့ဒါဒီကိုသုံးလိုက်တဲ့ font ကြောင့်သာ font keyboard ပေါ့နော် keyboard ကြောင့်သာဖြစ်ပါတယ်အဲ့ဒါကြောင့်တကယ်ဒီအပြင်လူတွေလက်တွေ့မှာဘယ်လိုရေးသားလဲဆိုတာကိုမှတ်ကပါမယ်အဲ့တော့ရေးသားဖို့ဆိုရင်အဓိကကဘာလဲဆိုလို့ရှိရင်ဒီ N5 level မှာဟီရာဂနာရေးတဲ့နေရာမှာအရေးကြီးဆုံးကစုတ်ချက်ဆိုတဲ့ရင်းနှီးဖြစ်ပါတယ်စုတ်ချက်တည်တဲ့ရင်းနှီးတည်တယ်ဆိုလို့ရှိရင်
ချောချောချူချူနဲ့မြင်မြန်ဆန်ဆန်ရေးနိုင်မှာဖြစ်ပါတယ်။ Okay အဲ့တော့ဒီ A လေးဆိုတာကတော့ဒါရိုမာကြီးကိုဖော်ပြတဲ့နေရာမှာသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့တအားရေးကြည့်ပါတယ်။ရိုမာကြီးဒီကွန်ပျူတာ keyboard ရိုက်တဲ့အခါမှာရိုမာကြီးကိုအသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကရိုမာကြီးကိုပိုင်နိုင်နေမှရပါမယ်။တေချာမှတ်ထားပါ။ Okay အဲ့ဒါဆိုလို့ရှိရင်စပြီးတော့ရေးကြရတာပေါ့။အဲ့ဒီမှာလဲစုတ်ချက်ပေါ့နော်။ဒီမှာလဲစုတ်ချက်ရေးပေးထားတယ်။ဒီမှာတစ်ချက်ဒီမှာနှစ်ချက်ဒီမှာသုံးချက်ပေါ့နော်သူရဲ့ဒီ1 2 3ဆိုတဲ့ဟာလဲရေးပေးထားတယ်โอเคတကယ်ပုံမှန်အတိုင်းပုံစံပေါ့နော်ရေးကြည့်ကြအောင်1တိတ်မမြင်ရအောင်ဘူးထင်တယ်နော်နည်းနည်းကြီးကြီးလေးရေးကြည့်မယ်1တစ်ချက်2နှစ်ချက်3ဒီနာအလယ်နာလောက်ကနေပြီးတော့ဆွဲလိုက်ပါပါအာအေးရေးတဲ့အခါမှာအာအေဆိုပြီးတော့ဆိုတဲ့အတန်ထွက်ကိုပါဇက်ကနေပဲအတန်ထွက်ပါလက်နဲ့မြန်မာလိုလို့မရေးပါနဲ့။ဘာကြောင့်လဲဆိုရင်မြန်မာလိုရေးတဲ့အခါကျရင်မြန်မာလိုပဲမှတ်မိမှာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာလိုမရေးပါနဲ့မြန်မာလိုကမသုံးပါဘူးเนาะအဲ့ဒါလေးကိုသတိထားပါအဲ့တော့ပါဇက်ကနေဆိုရင်မြန်မာအတန်ထွက်မယ်သို့တော့မရေးဘူးပြီးတော့ရိုမာကြီးကိုမှတ်မယ်တခါတည်းပေါ့နော်အဲ့တော့ရေးလိုက်တဲ့အခါမှာအေရိုမာကြီးနဲ့အေအဲ့လိုပုံစံမျိုးရေးပါရမလားโอเคအဲ့ဆိုရင်နောက်တစ်ခုသွားပါမယ်ဖြစ်ပါတယ် I ဒီ ဖြစ်ပါတယ်အဲ့တော့ လေလွယ်လွယ်လေးပဲပေါ့နော်အဲ့တော့ဒီလိုလေးဆွဲလိုက်မယ်ပြီးတော့ရင်သူရဲ့ဘေးမှာဒီလိုလေးရေးလိုက်ပါအဲ့တော့ I လို့မျိုးရေးပါဒီတလုံးနဲ့ဘာအဓိပ္ပာယ်ရှိလဲဆိုရင်အစာအိမ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အဲ့ဒါလေးပါမှတ်လိုက်ပါတလုံးနဲ့အဓိပ္ပာယ်ရှိတဲ့ဟာတွေကိုတခါတည်းပြောသားပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့တည်တည်ချာချာမှတ်ထားရဆိုလို့ရှိရင်ခိုတိုးပါဆိုတဲ့စကားလုံးလေးကြီးချက်တဲ့အခါမှာကိုကပြန်ပြီး revision ပြန်လိုက်ရုံပါပဲဟိုကြက်ရတာတသားသွားပါမယ်ဟိုက်အဲ့ဆိုရင်နောက်တစ်ခုသွားပါမယ်ပြီးတော့လေဒီမှာရင်းကြီးပြပြထားတယ်ပေါ့နော်ဒီမှာတစ်ချက်နှစ်ချက်အဲ့တော့အားလေးကိုရေးကြည့်ကြည့်မယ်အဲ့တော့အရင်ဆုံးဒီဥရှောင်းဆိုတဲ့ဒီဟာလေးပေါ့နော်ကလစ်ကလေးပေါ့အဲ့ဒါလေးကိုအရင်ဆုံးလုပ်ကြည့်ကြည့်မယ်ရေးကြည့်ကြည့်မယ်ပေါ့โอเคပြီးတော့ရင်အသေးတစ်ချမ်းလေးရေးလိုက်ပါဒါဆိုရင်သူဒီဥဖြစ်ပါမယ်အဲ့တော့ you အဲ့တော့အရင်ဆုံး you အဲ့လိုပုံစံမျိုးရေးကြည့်ကြည့်ပါနောက်ခုတော့ပါမယ်နောက်တစ်ခါကျတော့ ဟုတ်ပြီနော်လေးလုံးမြောက်ကိုရောက်လာပါပြီသူလည်းအဲ့တိုင်းပဲဥတိုင်းပဲကလစ်ကလေးဒါမှမဟုတ်လို့ရှိရင်ဥရှောင်းလေးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့မှတ်ထားပါအဲ့ဒါလေးကိုရေးမယ်အဲ့တော့အဓိကကစကားလုံးတွေမှတ်မိဖို့ကအရေးကြီးပါတယ်အဲ့တော့ကိုမှတ်တတ်သလိုမှတ်ပါတိုင်းပြန်တက်မယ်အလဲနားလေးရောက်ရင်ဒီလိုလေးဆွဲမယ်သူဒီဟုတ်နော်အဲအီအဲ့လိုပုံစံမျိုးနဲ့ရေးပါနောက်တစ်ခုအိုလေအဲ့တိုင်းပဲအိုကလေးနဲ့နည်းနည်းလေးဆင်ပါတယ်တိုးတော့မတူတာပါလဲဆိုရင်သည်ဒီလိုကွေးမယ်ပေါ့နော်ကွေးပြီးတော့အလင်နာလောက်ကနေဒီလိုမျိုးဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မို့သူဒီနဲ့ဆင်ဒလိုနဲ့မဆင်ပါဘူးအဲ့တော့နော်အိုကအရင်ဆုံးတော့ချောင်းဆွဲမယ်ပြီးသွားရင်ဒီလိုရေးမယ်ပြီးသွားရင်သူ့ရဲ့ဘေးနားလေးမှာဒီအချောင်းလေးပေါ့နော်အဲ့ဒါလေးရေးမယ်အဲ့တော့ဒီအချောင်းလေးဒီဘေးနားဒီအခုရှုံးလိုမျိုးဒီဘေးနားအလယ်နားလောက်ပေါ့နော်ဒီအချောင်းလေးနဲ့ဒီနားလေးအလယ်နားလောက်မှာရေးရမှာလားဒါမှမဟုတ်ရင်ဒီလိုပုံစံမျိုးဒီလိုအပေါ်မှာရေးရမှာလားဘလို့ရေးမှန်ပါတယ်တိုးတော့လှတာဘလို့ဘယ်အားအလှဆုံးလဲဆိုရင်ဒီလိုပုံစံမျိုးလေးရတော့လှပါတယ်ဟုတ်ပြီနော်ဟိုက်ဒါဒီအိုပါအဲ့တော့ရေးတဲ့အခါမှာအိုအဲ့လိုပုံစံမျိုးရေးပါရမလားအဲ့တော့၅လုံးရှိသွားပါပြီပြန်တွေ့ပါမယ်အေအီဥယူအီအိုကနည်းနည်းလေးမှတ်လောက်ဖြစ်သွားပြီပြန်ရေးမယ်နော်အိုအီဥအိုရိုမာကြီးနဲ့ဆိုလို့ရှိရင် A I U E ဖြစ်မယ်ရပါမလားဟိုက်အဲ့ဆိုရင်နောက်တဲ့စကားလုံးလေးတွက်ပါမယ်အဲ့ဒါကိုပဲပေါ့နော်
အဲ့တော့ငယ်ငယ်လုံးငယ်ငယ်လေးတုန်းကအင်္ဂလိပ်စာသင်ခဲ့ရတယ်။ vowel တရဆိုပြီးတော့၅လုံးသင်ခဲ့ရတယ်ပေါ့နော်အဲ့ဒါကြတော့ A E I O U မလားအဲ့ဒါကိုသုံးပြီးတော့ရေးထားတယ်လို့မှတ်ရင်ရပါတယ်ဒါပေမဲ့အင်္ဂလိပ်လိုက A E I O U ဆိုတဲ့အစင်လိုက်တိုင်းဆိုပေမဲ့ဂျပန်စကားကတော့ဘယ်လိုမျိုးလဲ A I U E O ဆိုတဲ့ R E U E O ဖြစ်မယ်ရမလားโอเคအဲ့ဆိုရင်နောက်တစ်ခုသွားကြည့်ကြအောင်ခလည်းလွယ်လွယ်လေးပဲပေါ့နော်ခအဲ့တော့ပထမဦးဆုံးဒီလိုပုံစံလေးရေးပါမယ်ပြီးရင်ဒီလိုလေးအပြိုင်ပေါ့နော်သူနဲ့အပြိုင်ဘယ်လိုမျိုးလဲဒီကောင်နဲ့အပြိုင်သူ့ကိုရေးပါခခကေအေခကေအေခကေအေအဲ့မှာပြောချင်တာတခုရှိပါတယ်ဒီကောင်ဒီနေရာလေးကိုရှုံးခုဒီလိုရေးတယ်လို့မျိုးမရေးပါနဲ့တောင်းမှန်ပေါ့နော်တောင်းမှန်ကြသွားရဆိုရင်သူဒီခတာခဏနဲ့သွားပြီးတော့ဆင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တတိထားစေချင်ပါတယ်အဲကြောင့်အဝိုက်လေးနဲ့ဆန်ပေးပါခခရမလားခပြီးတိုင်းခိသွားပါမယ်โอเคအဲ့တော့ဒီဘက်မှာရေးထားတာဒီခိဒီဘက်မှာရေးထားတာလေခိဖြစ်ပါတယ်အဲ့တော့အောက်ပိုင်းလေးကိုတတိထားပြီးကြည့်ကြည့်ပါဒီကောင်လေးဒီငါပုံစံလေးတွားတယ်ဒီကောင်ဒီဆက်လည်းမဆက်ဘူးဘာကြီးလဲပေါ့โอเคဒီကောင်ဒီရှုံးလို့လက်ရင်းနဲ့ရေးရခါမှာဒါနဲ့ရေးရပါတယ်သူဒီဒီခိငါပုံစံဆက်နိုင်ရဲ့ခိလေးကကြတော့ကွန်ပျူတာ keyboard ပေါ့နော်ကိုသုံးလိုက်တဲ့ keyboard ကနေထွက်လာတဲ့စကားလုံးလေးဖြစ်ပါတယ်ဒါကိုလက်နဲ့ရေးတဲ့အခါမှာဒီလိုရေးရင်ရလားဆိုတော့မှန်တော့မှန်ပေမဲ့တိတ်ပြီးတော့မရေးကြပါဘူးရေးလဲမှန်ပါတယ်အဲ့တော့ကျွန်တော်ကလက်ရေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ကပုံစံတိုင်းသွားပါမယ်တစ်ချစ်မယ်ပြီးသွားရင်နောက်တစ်ချစ်ပါပြီးတော့မြင်မြချင်းလေးပေါ့နော်မြင်မြချင်းရေးတဲ့အခါမှာဒီလိုတက်တက်ရေးရဆိုရင်အဲ့မြင်မြချင်းကိုရှုံးလို့ကဆောင်းဆောင်းလေးရေးလိုက်တယ်ဆိုတဲ့သဘောနဲ့မြင်ကြည့်ပါအဲ့ဒါကိုဖြတ်လိုက်ပါထီယိုးလေးကိုဖြတ်လိုက်တယ်ထီယိုးလေးပေါ့နော်ထီယိုးလေးနဲ့ဖြတ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးလေးမြင်ရပါမယ်ပြီးတော့အဲ့ဒီအောက်မှာမှပြန်ပြီးတော့꿰တဲ့ပုံစံလေးထည့်လိုက်ရင်သူဒီခိဆိုတဲ့တစ်ပင်တစ်လုံးနဲ့ဆိုရင်တစ်ပင်ဆိုတဲ့အဓိပ္ပာယ်ရှိပါမယ်ခိတစ်ပင်ရှုအရှိကိုခဏပြန်သွားပါမယ်ခမှာတစ်လုံးနဲ့အဓိပ္ပာယ်ရှိပါတယ်ခဒီချင်းဆိုတဲ့မြန်မာမှာအပေါ်ဆုံးအကောင်လေးချင်းဆိုတဲ့အဓိပ္ပာယ်လေးပါခချင်းဖြစ်ပါတယ်ရှင်တလုံးနဲ့အဓိပ္ပာယ်ရှိတဲ့ဟာကိုတစ်ခါပြောသွားမယ်ဆိုပြီးတော့မပြောပြသွားလိုက်ရဘူးပေါ့နော်အဲ့တော့ i အဆိုင်ဥကတင်ကြီးငှက်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အဲကရုပ်ပုံပကြီးအိုကအမိနော်ဟုတ်ပြီခကမြန်မာနိုင်ငံမှာပေါ်ဆုံးကောင်ဗာလေးလေချင်းဖြစ်ပါတယ်အခုခိကတစ်ပင်ဖြစ်ပါတယ်ခိတစ်ပင်ကဲပုံမှန်လည်းရေရောရေးပေးထားတယ်နောက်ကူသွားမယ်နောက်ကခုအလွယ်ဆုံးစကားလုံးလေးဖြစ်ပါတယ်ခု KU ခုသူဒီငယ်တုန်းကသင်ခဲ့ရတယ် greater than less than ဖြစ်ပါတယ်အဲ့ဒါလေးရေးလိုက်လို့ရှိရင်ဒါခုပေါ့နော်ခုကတစ်ချစ်တယ်ပဲတစ်ခါလေးပဲဆွဲချလာပါမယ်ခု KU ခုဆိုတာတစ်လုံးနဲ့အဓိပ္ပာယ်ရှိရဲသူဒီနံပါတ်6ကိုပြောတာဖြစ်ပါတယ်နောက်ကခဲကကြတော့ဤပုံစံပေါ့နော်ဤကိုကျောင်းသားတော်တော်များများမှားတာကဘယ်လိုလဲဆိုလို့ရှိရင်ဤကိုအရင်ရေးလိုက်တယ်ပြီးတော့မှဖြတ်ချလိုက်တယ်ဒါဒီရင်းနှီးမှားပါတယ်အဲ့တော့တတိထားပါရင်းနှီးမှန်မှုအဓိကဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ရင်းနှီးမှန်မှာဒါကိုရေးလိုက်တဲ့စကားလုံးကမြန်ဆန်နဲ့ရှုလို့ဆိုပြီးရေးနိုင်မှာပေါ့နော်ရင်းနှီးမှနေဟဲ့ဘယ်ကနေဘယ်လိုဆွဲရမလဲဘယ်ကနေဘယ်လိုဆင်းချရမလဲအဲ့လိုပုံစံမျိုးမှတ်တတ်ပါတယ်အဲ့ဒါကြောင့်မို့ရင်းနှီးကိုတခြားမှတ်ထားပါခဲ့တီအရင်ဆုံးဤပုံစံဘေဘက်ကဟာလေးကိုရေးပါမယ်ပြီးတော့လို့ရှိရင်တော့ဖြတ်မဲ့เนาะဒီတဝက်ပုံစံဖြတ်တဲ့ဟာလေးကိုရေးပါပြီးတော့မှသာအပေါ်ကနေပြီးတော့ဆင်းချလာရပါမယ်သူဒီခဲ့ဖြစ်ပါတယ်ခဲ့ခါခီခုခဲ့เนาะဒါပေမဲ့ထွက်တဲ့အခါမှာခါခီခုခဲနဲ့ထွက်ပါတယ်ခဲကကြတော့
သလုံးနဲ့အဓိပ္ပာယ်အမွှေးဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်မွေးဥပမာသပင်မွေးပါမွေးနော်အဲ့လိုပုံစံမျိုးကိုသုံးပါတယ်ခဲနောက်ခုသွားမယ်ခို့ဒီဤကိုပြောင်းပြန်လိလှန်တာပေါ့နော်တကယ်ဒီကောင်ကိုဒီဘက်ရွှေ့လိုက်ပြီးတော့ဒီကောင်ကိုအပေါ်တက်လိုက်လို့ရှိရင်သူဒီဤဖြစ်ပြီပေါ့နော်โอเคအဲ့တော့ရှုပ်လိုက်တာဘာမှမသိမဟုတ်ဘူးလွယ်လွယ်လေးနော်အဲ့တော့ခို့ဆိုရင်အပေါ်ကနေပြီးတော့ဒီလိုပုံစံလေးသွားမယ်ပြီးသွားရင်ဒီလိုလေးဝိုက်လိုက်ဒါဒီခို့လွယ်လွယ်လေးပဲရေးတဲ့အခါမှာဒီလိုရေးရင်ရပြီခို့ဆိုတာကြတော့တစ်လုံးနဲ့တော့အတိတ်ပဲမရှိဘူးနှလုံးမှတ်ပေးပါတူညီတဲ့နှလုံးခို့ဆိုတဲ့ဟာခို့ဆိုတာဒီနေရာကိုပြောတဲ့ဟာခို့ဒီနေရာရမလားโอเคအဲ့ဆိုနောက်ခုသွားမယ်နောက်တစ်ခုကစโอเคအဲ့တော့ခါကီခုခေခို့ငါးလုံးပြီးသွားပြီပေါ့နော်အဲ့ဒါကိုပြန်ပြောပါမယ်ခကီခုခေခို့နော်ခါကီအိုင်ခုကေယူခေကေဤခို့ကေအိုခါကီခုခေခို့ရမလားအဲ့တော့တလုံးနဲ့အဓိပ္ပာယ်ဆိုရင်ခသည်ချင်းခိတပင်ခုကိုခဲအမွေခို့ကတလုံးနဲ့အဓိပ္ပာယ်မရှိရောနှလုံးပေါင်းစပ်ထားတဲ့ဟာခို့တူညီရဲ့နှလုံးပဲခို့ဒီနေရမယ်နော်နောက်ခုတော့မယ်စလေအဲ့တိုင်းပဲခိနဲ့တူပဲပေါ့နော်တူပဲဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ရေးတဲ့အခါမှာတော့ဒီလိုပုံစံမျိုးနဲ့ရေးတဲ့ကွန်ပျူတာ keyboard ဒီကနေထွက်လာတဲ့အခါမှာရိုက်လိုက်ပြီးတော့ထွက်လာတဲ့ကောင်ကတော့ဒီကောင်လေးပေါ့အဲ့တော့သူလည်းငါးပုံစံလေးပဲအဲ့တော့ခိနဲ့လည်းနည်းနည်းစင်တာရှိတယ်အဲ့ဒါပါလဲဆိုရင်ခိဒီနှစ်ချောင်းနော်ပုံပြန်ပြီး revision ပြန်ရရင်ခိဒီလိုပုံစံမျိုးလေးနှစ်ချောင်းတော့စသည်တစ်ချောင်းနဲ့ပဲလွယ်လွယ်လေးခိရဲ့တစ်ချောင်းလေးကိုဖြုတ်လိုက်ရင်သူဒီစဖြစ်သွားပြီအဲ့ဒါကြောင့်မို့မမှားပါစေနဲ့ဒီကောင်ဒီခိဒီကောင်ဒီစရပါမလားโอเคအဲ့ဆိုရင်စရဲ့ရင်းနှီးလေးကိုတော့ကြည့်ကြည့်ရအောင်တစ်ချောင်းလေးရေးမယ်ပြီးသွားရင်ဖြတ်ချလိုက်ပါပြီးသွားရင်အောက်ကနေပိတ်လိုက်ဒါပဲလွယ်လွယ်လေးစသည်တလုံးနဲ့အဓိပ္ပာယ်ရှိပါတယ်ကွာခြားချက်ရမလားကွာခြားချက်ရေးတဲ့အခါမှာအများကြီးရေးပါအဲ့ဒါမှအများကြီးရေးတဲ့အခါမှာအမြန်မြင်လိုက်တာနဲ့ဖတ်နဲ့မှတ်မိမှာပေါ့နော်အော်ဒီကောင်ဒီတာစဒီကောင်ဒီခိဒီကောင်ဒီခဒီကောင်ဒီခိုဒီကောင်ဒီအိုအဲ့လိုပုံစံမျိုးမှတ်မိမှာဖြစ်ပါတယ်ရေးတဲ့အခါမှာလည်းပြောပါတယ်စရေးတဲ့အခါမှာစ sa ခိကေအိုင်အဲ့လိုပုံစံမျိုးတွေနဲ့ရေးပါရမယ်နော်ဟိုက်အဲ့ဆိုရင်နောက်တစ်လုံးတော့ပါမယ်ရှိဒီလွယ်လွယ်လေးပဲထီယိုးလေးတို့မျက်လုံးထဲမှာမြင်လိုက်ရင်ပို့ပြီးတော့လွယ်ပါမယ်တချစ်သေးပဲဆွဲပါမယ်အပေါ်ကနေအောက်ကိုဆင်းချလာမယ်ရှိဆိုတာတစ်လုံးနဲ့အဓိပ္ပာယ်ရှိတယ်ဘာလဲဆိုရင်နံပါတ်4ကိုပြောပါတယ်နံပါတ်2ခုရသွားပြီခုဒီနံပါတ်9ရှိဒီနံပါတ်4ဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုသွားမယ်ရှိစုကစုပါဇက်လေးကိုစုပြီးတော့ထွက်လာတဲ့အတန်းလေးပါစုတချစ်မယ်ပြီးသွားလို့ရှိရင်တခါလေးဆွဲမယ်ဒီလိုပုံစံလေးနှစ်ချစ်ပဲရှိမယ်ပေါ့နော်စုဒီရှာလကာကြီးဖြစ်ပါတယ်စု su ရှာလကာကြီးရပါမလားနောက်ခုသွားမယ်စာရှိစုโอเคကကြတော့ဒီမှာရေးထားသလိုပဲ3ချက်ရှိတယ်အရင်ဆုံးတစ်ချစ်ရင်ရေးပါပြီးသွားရင်ဒီຢာလေးကနေသေးလေးကနေစာရေးမယ်အတိုအတန်လေးကနေရေးမယ်ပြီးသွားလို့ရှိရင်ဒီလိုလေးရေးပါမယ်နော်ဒါပေမဲ့ရှုံးတော့တကယ်ရေးတဲ့အခါမှာမြန်လာတဲ့အခါမှာဒီလိုဖြစ်တာရှိပါတယ်ဒါဒီမမှန်ဘူးလားဆိုလဲမှန်ပါတယ်ဒီနေရာလေးအကွေးလေးမပါဘူးရရဲ့လားလုံးဝရပါတယ်စိတ်မပူပါနဲ့နော်မှန်တဲ့ထဲမှာပါပါတယ်အဲ့ဒါကြောင့်မို့ကိစ္စမရှိပါဘူးဟုတ်ပြီအဲ့တော့ကိုရေးမြန်လာတဲ့အခါမှာဒီလိုဖြစ်သွားတယ်ဆိုလဲရတယ်နော်ဟုတ်ပြီရပါလဲဆိုလို့ရှိရင်အရက်လူရဲ့အရက်ကိုပြောပါတယ်အရက်တောက်တဲ့အရက်မဟုတ်ဘူးเนาะမမှားပါနဲ့တောက်တဲ့အရက်ကတက်ရှိပါတယ်โอเคအရက်နောက်ပြီးစို့သွားပါမယ်ရှုံးလို့လေရုပ်ရှင်မဟုတ်ဘူးကာတွန်းကားလေးကြည့်ဘူးလားမသိငငယ်တော့ကရေထဲမှာလေဒီရေနဂါးလေးတွေပါတယ်ရေနဂါးလေးတွေကဒီလိုခေါင်းလေးကရှုံပုံဆွဲတာတိတ်မတော်တော့လေဒီလိုမျိုးလေးနဲ့သွားတာလေเนาะအမီလီယာကောက်လေးနဲ့လေเนาะအဲ့လိုမျိုးခေါင်းလေးကထောင်လေးနဲ့အဲ့လိုပုံစံမျိုးနဲ့သွားပြီးတော့ဆင်ပါတယ်အဲ့ဒါကြောင့်မရှုံးကဒီစို့ကိုလေ့လာတော့ကတော့အဲ့ဒီကာတွန်းကားလေးတွေအရင်ကကိုပဲပြေးမြင်ပြီးတော့လေ့လာခဲ့ပါတယ်စို့သူဒီဇပေါ့နော်ဇကိုနည်းနည်းလေးတင်ဟိုအကြည့်အောက်ပိုင်းကနည်းနည်းကြည့်ပြီးတော့ဒီ
ကွေးလိုက်တဲ့ပုံစံလေးပါပြန်ရေးပြပါမယ်ဒီလိုလေးပါစို့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 ရမလားစို့စို့ကတော့တလုံးနဲ့အတိတ်ပဲမရှိဘူးဒါပေမဲ့ရှွန်းလို့တင်ခဲ့ရတဲ့อืมစင်တာလေးကိုနည်းနည်းလေးဘေးကိုကပ်လိုက်ပါမယ်ခို့တင်ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူနဲ့ပေါင်းပါမယ်ဆုတ်ကိုဆိုတာကကြတော့အဲ့ဒီနေရာကိုပြောပါတယ်ခိုဒီနေရာဆုတ်ကိုအဲ့ဒီနေရာခိုကတော့ပြောတဲ့သူနဲ့ညီးရယ်ဆုတ်ကိုကတော့နားထောင်တဲ့သူနဲ့ညီးပါတယ်အဲ့တော့ရှုံးလို့လေတင်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့တခါတည်းမှတ်လိုက်ပါဆုတ်ကိုဆိုတဲ့နေရာလေးပေါ့နော်အာဆိုကိုကဟိုးကနေရဖြစ်ပါတယ်ဟိုးကနေရဒါမှမဟုတ်ရင်ဟိုးနေရသူဒီပြောတဲ့သူရောနားထောင်တဲ့သူရောရဲ့အဝေးဆုံးမှာရှိပါတယ်အဲဒါကြောင့်မလို့အာဆိုကိုနဲ့သုံးပါတယ်ပြန်ပြောပါမယ်ခုတ်ကိုဒီနေရဆိုကိုအဲ့ဒီနေရအာဆိုကိုဟိုးကနေရဟိုးနေရအဲ့တော့ခုတ်ကိုဒီပြောတဲ့သူနဲ့ညီးတယ်ဆိုကိုဒီနားထောင်တဲ့သူနဲ့ညီးတယ်အာဆိုကိုဒီနှစ်ယောက်စလုံးရဲ့အဝေးမှာရှိပါတယ်ရမလားအဲ့တော့ပြန်နှွေးပါမယ်တော့ဒီအခုတင်လိုက်တာစရှိစုစေစုစက SA ရှိက SHI စုက SU စေက SE ဆိုက SO ဖြစ်ပါတယ်စကွာခြားချက်ရှိနံပါတ်၄စုရှာလကာကြီးစေအရက်ဆိုကတော့ဆိုကိုအဲ့ဒီနေရာနဲ့မှတ်ထားပေးပါရမလားနောက်တစ်ခုတော့ပါမယ်တသည်တရဲ့အောက်မှာဘာလေးဝင်နေလဲဆိုရင်皆さんဒီချာကြည့်ကြည့်ပါအားလုံးဒီချာကြည့်ကြည့်ပါအဲ့ဒါဘာလဲဆိုရင်ခို့လေးဝင်နေရပေါ့နော်ခို့လေးကိုရေးလိုက်ရပြီအဲ့တော့ဒီနေရာမဟုတ်ဘူးလေခို့ကဒီလိုပုံစံမျိုးလေဟုတ်ပါတယ်အားလုံးပြောတာမဟုတ်ဘူးဆိုတဲ့ဟာဟုတ်တယ်ပေါ့နော်မဟုတ်ဘူးဆိုတာကဖုန်းကြောင့်သာမဟုတ်ဘူးလို့မြင်ရဆိုပေမဲ့တကယ်တမ်းကခို့ကိုရေးရမှာဖြစ်ပါတယ်အဲ့တော့ရင်းနှီးကိုတွားပြီးတော့ကြည့်ကြည့်မယ်ဆိုရင်ပထမအဦးဆုံးအချောင်းတူတူလေးကိုဆွဲပါပြီးသွားရင်ရှည်ကြီးကိုဆွဲပါမယ်ပြီးသွားရင်ခို့လေးထည့်မယ်လွယ်လွယ်လေးပါပဲခုအဲ့ဆိုရင်သူဒီတဖြစ်သွားပြီတဒီတလုံးနဲ့အဓိပ္ပာယ်ရှိပါတယ်တလေကွင်းပြန်ရေးပြပါမယ်အရှိအတိုလေးဆွဲမယ်ပြီးသွားရင်အရှိကြီးကိုဖြတ်ချပါပြီးသွားရင်ကိုရီတီပြီးသားတကိုရေးလိုက်ပါဒါဒီ DA တဆိုတဲ့လေကွင်းလေးရပါမယ်ရမလားနောက်တစ်ခုသွားပါမယ်ချိကဘာနဲ့တူလဲဆိုလို့ရှိရင် fight အင်္ဂလိပ်စကားလုံးလေး fight နဲ့တူပါတယ်ဒါပေမဲ့တူတယ်ဆိုပေမဲ့စင်တယ်ပေါ့နော်โอเคအဲ့တော့အဲ့ဒါလေးကိုရေးကြည့်ကြည့်ရအောင်ချိအတိုလေးကိုရေးမယ်ပြီးတော့အဲ့ဒီကနေဖြတ်ချလိုက်ပါ5လေးကိုဖြတ်ချလိုက်ပေါ့နော်5ပုံစံလေးကိုဖြတ်ချလာခဲ့အဲ့ဒါဆိုရင်သူဒီချိဆိုရဲ CH ရသွားပါပြီတတိထားမှာကတပြီးသွားရင်တိမဟုတ်ဘူးတပြီးရင်ချိလာမယ်တချိเนาะအဲ့ဒါလေးတတိထားပါချိဖြစ်ပါတယ် CH နဲ့တော့ရေးရပါမယ်ရိုမာကြီးမှာချိဆိုတာကကြောင့်သွေး blood ကိုပြောပါတယ်နော် blood သွေးကိုပြောရင်ချိအဲ့တော့ပြန်ဆွဲပြမယ်ဆိုရင်အတူလေးရေးပါပြီးသွားရင်5ပုံစံလေးကိုဆွဲချလာခဲ့ပါချိသွေး CHI ချိ CHI ချိ CHI အဲ့လိုမျိုးရေးပါရမလားအဲ့ဆိုရင်နောက်တစ်ခုသွားမယ်ဒီကကြတော့ဒီ SU စုနဲ့အတန်နည်းနည်းကွာပါတယ်အဲ့ဒါဘာလဲဆိုရင် SU စုဆိုရဲမိနာဆန်တီးပြီးသားဒီစုလေးကဗဇက်ဒီနှက်ခမ်းလေးကိုတွားပြီးတော့စုလိုက်တာစုဒီ TSU ကကြောင့်စစ်တွားကြားလေးကနေလေလေးထွက်လာဟာဖြစ်ပါတယ်စစ်โอเคအဲ့ဆိုရင်ဆွဲကြည့်ကြည့်အောင်လွယ်လေးပဲပေါ့နော်โอเคဒီစစ်ကကြတော့ဒီနှစ်ခုကဒီမြေပြင်ကြီးတိုင်းမဖြစ်နေဘူးပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးဆွဲရမလဲဆိုရင်ရှုံးတို့ကဒီလိုမျိုးလေးဆွဲရင်ရပါတယ်တိုးတော့ဟဲဒီမှာပြတ်ထားတော့ကဒီမှာလေးတွေ့ဘူးလားဒီမှာဒါနဲ့ဒီဟာနဲ့ကဒီလိုမျိုးရေးမထားဘူးတူမနေဘူးမှတ်ပါတယ်ဒီကောင်ဒီရှုံအရင်ကလေးကလည်းပြောခဲ့တယ်လို့မျိုးပဲကွန်ပျူတာကီးဘုတ်ကြောင့်ဖြစ်ပါတယ်တကယ်တမ်းလက်နဲ့ရေးတဲ့အခါမှာရှုံတို့ကဒီလိုပုံစံမျိုးလေးရေးလို့ရှိရင်ရပါတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်ကျမတို့ကတော့ဒီတိုင်းပဲရေးကြတာအဲ့လိုရေးလဲရပါတယ်အဲ့လိုဆိုလဲအဲ့လိုဆိုလို့ရှိရင်ကြတော့တိတ်ပြီးတော့ဒီမှာမညီဘူးပေါ့နော်အဲ့လိုဖြစ်သွားမယ်ဒါပေမဲ့လည်းဒါကမမှန်ဘူးလားဆိုတော့လည်းမှန်တယ်ရေးလို့ရတယ်အဲ့လိုမျိုးပဲဒီမှာညီနေတဲ့ကောင်ကရောမှန်လားမှားလားမှန်ပါတယ်ဒီကောင်လည်းမှန်တယ်ဒီကောင်လည်းမှန်တယ်ကိုကြိုက်တဲ့ပုံစံမျိုးနဲ့ရေးပါသူဒီ TS ဖြစ်ပါမယ်
อืมသူကတော့တလုံးနဲ့အတိတ်ပဲမရှိဘူးပေါ့နော်မရှိဘူးပေါ့နော်โอเคအဲ့ဒါကြောင့်မလို့မမတ်လေးရပါတယ်ဒီအစုစဖြစ်ပါမယ်ရစုစโอเคနောက်ခုသွားမယ်တဲ့တီဤတဲ့လွယ်လွယ်လေးပဲဒီလိုပုံစံမျိုးလေးနော်တဲ့တဲ့တဲ့โอเคဒီတီဤတဲ့ဒီတစ်ချစ်ထဲပဲသွားမယ်သူဒီလက်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်တလုံးနဲ့တဲ့လက်ဟုတ်ပြီနော်တဲ့ပြီးသွားရင်တော့ဟူသွားပါမယ်တို့လွယ်လွယ်လေးပဲတို့ဒီအရင်ဆုံးတစ်ချက်ဆွဲမယ်ပြီးသွားရင်သူနဲ့ဒီလိုလေးဆွဲပါတို့ကျွန်းကလေနည်းနည်းလေးဒီပန်နဲ့ဆွဲနေရောနည်းနည်းလေးတိတ်မလာတဲ့ခါမျိုးလေးရှိနိုင်တယ်ဒီလိုပုံစံမျိုးပေါ့နော်ဒီလိုဆိုရင်ပိုလှတယ်တို့ဒီမှာဆိုရင်နည်းနည်းဆွဲတာထစ်ပုံစံမျိုးလေးဖြစ်သွားနိုင်တယ်เนาะအဲ့တော့ဒီဝိုင်းသားတဲ့ဟာလေးလိုမျိုးရေးပါတို့တစ်ချစ်ဆွဲမယ်ပြီးသွားရင်ဒီလိုမျိုးလေးရေးမယ်ပြန်ပြီးတော့ white တဲ့ပုံစံမျိုးလေးငါ့ကိုနည်းနည်းကောင်းလေးထောင်ထားတဲ့ပုံစံမျိုးလေးပေါ့နော်တို့ဆိုတာကအတိတ်ပဲတစ်လုံးနဲ့အတိတ်ပဲရှိရသူဒီနှစ်ဆိုတဲ့အတိတ်ပဲ and energy တူပဲပေါ့နော်နှစ်တို့တယောက်နဲ့တယောက်အဲ့လိုပုံစံမျိုးเนาะအဲ့လိုပုံစံမျိုးမှာတုံးနေတို့โอเคအဲ့ဒါဆိုလို့ရှိရင်ပြန်နှွေးပါမယ်ငါလုံးတင်ခဲ့တယ်တာချီစတဲ့တို့โอเคအဲ့တော့တာ DA ချီက CHR စက DSU တဲ့က DE တို့က DO ဖြစ်မယ်ရပါလားတာတလုံးနဲ့ဆိုရင်လေခွင်းချီတလုံးနဲ့ဆိုရင်သွေးတဲ့ DE တဲ့လက်တို့အားနှစ် AND နဲ့ကျွမယ်ရမလားအဲ့ဆိုရင်နောက်တစ်လုံးသွားပါမယ်နာနာကဒီကောင်လေးကဘာနဲ့သွားတူလဲဆိုလို့ရှိရင်ရှုံးတော့အရှိလုံးကတင်ခဲ့တရဲ့ဟာလေးနဲ့သွားပြီးတော့တူပါမယ်ဟိုက်အဲ့တော့ဆက်စဦးပေါ့နော်တပုံစံလေးနော်တမှာပါတဲ့အမိုးလေးပေါ့အမိုးလေးပဲအဲ့လိုပုံစံမျိုးလေးအဲ့ဒါလေးကိုအရင်ဆွဲမယ်အတူအရင်ဆွဲမယ်ပြီးရင်အရှိဆွဲမယ်အဲ့ဒီမှာသတိထားမှာတခုကဒါလေးဒါလေးကဘာလဲဆိုလို့ရှိရင် alpha ပုံစံမျိုးလေးပေါ့နော်ဒီကောင်ကိုအရင်ဆွဲတဲ့လူတွေကများတယ်ဒါပေမဲ့တကယ်တမ်းကကြတော့ဒီဟာလေးကိုအရင်ဆွဲရမှာအသေးလေးကိုအရင်ဆွဲရမှာပေါ့နော်ဒါလေးကိုသတိထားပါပြီးတော့ alpha လေးကိုဆွဲနော်အဲ့တော့ဒီမှာနည်းနည်းရှည်တာရှိမယ်အဲ့တော့မရှည်အောင်လို့သတိထားပြီးဆွဲမယ်အဲ့တော့ပြန်ဆွဲရအောင်နော်အဲ့တော့ဒီမှာ3ချစ်ဖြစ်သွားတယ်ပြန်ဆွဲမယ်နော်အရင်ဆုံးတစ်ချစ်ပြီးတော့နှစ်ချစ်ပြီးတော့အတူလေးဆွဲမယ်ပြီးသွားရင် alpha ပုံစံလေးဆွဲမယ်နာနော်အဲ့တော့တတိထားမှာတခုကနာကကြတော့ဒီကောင်လေးပေါ့ဒီလိုအမိုးပုံစံလေးအဲ့ဒါလေးကိုမရှည်ရင်ပိုလှရပေါ့နော်တတုံးကတော့လုံးဝတဆိုတာလုံးဝနော်လုံးဝရှည်ပြီးတော့အိတ်တထဲမှာမှခုတ်ဟာလေးကဝင်တာ哦အဲ့တော့ဒါကရှည်လဲကိစ္စမရှိဘူးရှည်ရမယ်ပေါ့နော်အဲ့တော့တိုးတော်နာကအဲ့လိုမဟုတ်ဘူးနော်မတိုမရှည်ရဘူးပေါ့နော်โอเคအဲ့တော့နာကကြတော့တလုံးနဲ့နဲ့ကအထိပ္ပယ်မရှိဘူးနှလုံးမှတ်ပေးပါနှလုံးကဘာလဲဆိုလို့ရှိရင်နာနာနံပါတ်9ဖြစ်ပါတယ်အဲ့တော့နံပါတ်9ဆိုတော့ကဏ္ဍ3လုံးရှိသွားပြီဘာရလဲဆိုလို့ရှိရင်ခုကိုရှိလေနာ9ဆိုတဲ့ကဏ္ဍ3လုံးရမယ်နော်နာနောက်ခုတော့မယ်နိโอเคတိပြီးသားစကားလုံးပြန်ပါလာပြန်ပြီဒီကောင်ပါလေးလဲဆိုရင်ခို့ဖြစ်ပါတယ်โอเคအဲ့တော့ဘေးနားမှာဒီကောင်လေးရေးမယ်နော်ဒီမှာတွေ့လာဒါဒီ E ရဲ့ဘယ်ဘက်အချမ်းဖြစ်ပါတယ်အဲ့ဒါအရင်ရေးမယ်ပြီးတော့ရင်သူ့ရဲ့ဘေးနားမှာသူ့ရဲ့ဘေးနားမှာလေးကပ်ပြီးတော့ရေးမယ်တိလားခို့နော်ခို့လေးရေးမယ်ဟုတ်ပြီသူဒီဘာလဲဆိုရင်နိဆိုတဲ့စကားလုံးလေးနပြီးတော့နိဆိုတဲ့စကားလုံးလေးဖြစ်မယ်သူဒီတစ်လုံးနဲ့အိဗယ်ရှိတယ်နံပါတ်မှာ2နိဟုတ်နော်အဲ့တော့ကဏ္ဍ၄လုံးရှိသွားပြီခုကိုရှိလေးနာခွန်နိနှစ်ဆိုရဟာနော်အဲ့လွယ်လွယ်လေးပဲ e ရဲ့ဘယ်ဘက်ချမ်းကိုယူမယ်ပြီးတော့ရင်ဘီနာလေးမှာခိုလေးရေးမယ်သူဒီနိနှစ်ရမလားโอเคပြီးတော့နောက်ခုသွားမယ်နုနာနီနုโอเคအဲ့တော့နုကကြည့်လိုက်ရင်တော့နည်းနည်းလေးရှုပ်သလိုလိုပါလို့မြင်ရဆိုမယ်လွယ်လွယ်လေးပေါ့နော်အဲ့တော့ခွေးလေးကဒီမှာအမီလေးနဲ့ဆိုပြီးမှတ်ထားမယ်ဘာဖြစ်လို့ခွေးလေးလဲပြောလဲဆိုလို့ရှိရင်ဒီနုဆိုတဲ့စကားလုံးလေးတစ်လုံးပါတယ်အဲ့ဒါဒီခွေးပေါ့နော်ပြီးတော့ရင်ခွေးဆိုတဲ့စကားလုံးလေးကိုပြပြမယ်လောလောဆယ်နုကိုရေးရအောင်
အဲ့တော့ဒီလိုလေးအဝိုက်လေးရေးမယ်နော်အဝိုက်လေးရေးမယ်ပြီးတော့ရင်အဲ့ဟာကိုဖြတ်ပြီးတော့တစ်ခါလေးဆွဲချလာပါဒီလိုလေးနုနော်နုပြန်ဆွဲပြမယ်အဝိုက်လေးရေးမယ်ပြီးတော့ရင်သူ့ကိုပြန်ဝိုက်ပြီးအမီလေးနဲ့ထွက်မယ်နု okay သူဒီ anu နုတစ်လုံးလေးနဲ့တော့အဓိပ္ပာယ်မရှိဘူးနှလုံးမှတ်ပေးပါ inu inu ကခွေးဖြစ်မယ်ခွေး inu ခွေးအဲ့မှာမေးစရာရှိတယ်ဒီတန်လေးထွက်တယ်ဒီတန်လေးမထွက်ဘူးဘယ်ဟာမှန်လဲနှစ်ခုစလုံးမှန်တယ်ချိုးအရှိမပြောခဲ့သလိုမျိုးပဲ keyboard ကြောင့်သာပြောင်းသွားရရှိရဆိုပေမဲ့နှစ်ခုစလုံးဒီမှန်တယ်ရေးတဲ့အခါမှာထွက်လဲရတယ်မထွက်လဲရတယ်အဆင်ပြေကြမှာနော်ဟုတ်ပြီအဲ့လောက်ဒီ sensitive မဖြစ်လဲရတယ်အဲ့ဒါကိစ္စမရှိဘူးအဓိက subject မှန်မှန်ရေးဖို့ပဲအဓိကဖြစ်ပါတယ်โอเคနောက်ခုသွားမယ်နဲဆိုတာကျတော့ကြောင်လေးပေါ့ကြောင်လေးဆိုတာသိတဲ့အတိုင်းပဲနော်ခွေလေးနဲ့အမြဲတမ်းသူတို့ကအဲ့နော်အဲ့တော့ကြောင်လေးကတိုင်မှာပဲလေတိုင်လေးကိုမှီပြီးတော့ချမ်းလိုက်သူတို့လည်းချမ်းတဲ့အခါမှာတိုင်လေးကိုမှီပြီးခွေလေးအိတ်တယ်နော်မျက်လုံးထဲမှာအဲ့လိုမျိုးလေးမြင်လိုက်နော်အဲ့ဆိုရင်အရင်ဆုံးနဲပြတဲ့အတွက်ကြောင့်မလို့ဒါကကြောင်လေးနဲ့ပုံဖော်ထားပါဘောနော်အဲ့လိုမဟုတ်ဘဲနဲ့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကဲရှုံးလို့ချိနဲ့နေတဲ့လူတယောက်နော်ချိနဲ့နေဆိုတော့ဒီခန္ဓာကိုယ်ပေါ့နော်နည်းနည်းရိုင်လေးဖြစ်ပြီးတော့နဲ့နေဆိုရှုံးလို့ဂျိုင်းတောက်လိုအပ်မယ်နော်အဲ့တော့နဲ့နေဂျိုင်းတောက်တိုင်ထောင်ရမယ်ပေါ့နော်နဲ့နေတိုင်ထောင်ရမယ်ကဲအဲ့ဆိုရင်ထားလိုက်ပါအပင်ရိုင်နေတယ်ကွယ်အပင်ရိုင်နေတဲ့ဟာကိုတိတ်ဖို့ဆိုလို့ရှိရင်ဘေးနားမှာတိုင်လေးထောင်ပြီးတော့ကြိုးလေးနဲ့ခြေပေးရတယ်ဟုတ်တယ်မလားနဲ့နေလို့လေနော်ရိုင်နေလို့အဲ့လိုပုံစံမျိုးအဲ့တော့နဲ့နေတယ်ရိုင်နေတယ်ဆိုလို့ရှိရင်ဒုတ်ချောင်းထောင်ပေးရမယ်โอเคအဲ့ဒါဆိုရင်ဒုတ်ချောင်းလေးထောင်မယ်ပြီးတော့ရင်ကြောင်လေးကဒီမှာအဲ့တိုင်လေးကိုမှီနေရဆိုပုံစံမျိုးလေးနဲ့ရေးလင်းမှတ်ရင်ပို့ပြီးတော့မှတ်မိလွယ်တယ်နဲဆိုတာ ne နဲဆိုတာအကြောင်းမဟုတ်ဘူးเนาะโอเคနဲဆိုတာတစ်လုံးနဲ့ဆိုလို့ရှိရင်သူဒီအမြင့်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်အမြင့်ဆိုတာတစ်ပင်ရဲ့အမြင့်ကိုပြောချင်တာနဲ့เนาะနောက်တစ်ခုကခုနကပြောကြောင်လေးလည်းတစ်ခါမှတ်လိုက်ပါအောင်တိပြီးသားစကားလုံးလေးနဲ့တွဲမှာခိုနဲ့တွဲမယ်နဲခိုကကြောင်ဟုတ်ပြီเนาะကြောင်ရမလားနဲ့စကားလုံးပြန်ဆွဲကြည့်ရအောင်နဲ့နေတာဖြစ်တဲ့ကြောင့်လို့တိုင်ထောင်ရမယ်အကြောင်းတိုင်ကိုရင်ထောင်မယ်ပြီးသွားလို့ရှိရင်အေးနေတော့ကြောင်လေးကတိုင်မီနာကိုမှီပြီးတော့သူဒီသွားပြီးတော့ခွေနေမယ်နဲ့ရမယ်နော်နဲ့နာနီနုနဲ့ရဲ့နဲ့ကိုရောက်လာပြီပြီးသွားရင် not သွားမယ် not အဲ့မှာနာနီနုနဲ့ no မဟုတ်ဘူးလားမှန်တယ် no လို့လည်းအတန်ထွက်လို့ရတယ်လို့ not လို့လည်းအတန်ထွက်လို့ရတယ်ဒီ no ဒီစာကြောင်းနဲ့ရောက်သွားရင်သူဒီ no ဆိုတဲ့ပုံစံတော်တော်များများသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ no နဲ့မှတ်လဲရတယ်ခုနပြောလိုမျိုး no နဲ့မှတ်လဲရတယ်နော် okay အဲ့တော့တင်ချာကနန်းရှစ်ပုံစံလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့သွားပြီးတော့ဆင်တယ်သူဒီတစ်ချစ်သေးပဲသွားမယ်တစ်ချစ်သေးနဲ့ဆွဲမယ် no not 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 အဲ့လိုပုံစံမျိုးလွယ်လေးပဲပေါ့နော်အဲ့တော့အသိမလောက်ဆိုတာပြန်ရေးပြပါမယ် not not ဟုတ်ပြီဒီမှာကြတော့တဝက်လောက်ဖြတ်ထားတယ်နော်တဝက်လောက်ဖြတ်ထားတယ်ဒီမှာနည်းနည်းပဲဖြတ်တယ်ရလားရတယ်ကိစ္စမရှိဘူးအဲ့ဒါဟုတ်ပြီနော် okay not 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 နော် okay not ဆိုတာကပိုင်ဆိုင်မှုပြဝိပတ်ဖြစ်ပါတယ်ပိုင်ဆိုင်မှုကိုပြတဲ့အခါမှာတုံးနေတယောက်ရဲ့နော်တယောက်ရဲ့ပစ္စည်းနော်အဲ့တော့ကျွန်တော်ရဲ့ခေတံသူမရဲ့ဘောပင်နော်အမေရဲ့အိတ်အဲ့လိုပုံစံမျိုးရဲ့ဒါပေမဲ့ဒါစကားလုံးမှာတော့စကားပြောမှာတော့ရဲ့ဆိုပေမဲ့ဒီပိုင်ဆိုင်မှုပြရင်တော့ eat ပေါ့နော်အဲ့လိုပုံစံမျိုးမှာသုံးပါတယ်တလုံးနဲ့အဓိပ္ပာယ်ရှိရသတိထားပါโอเคအဲ့တော့ငါလုံးပြီးသွားပြန်ပြီနာနီနုနဲ့ no โอเคပြန်ပြီးတော့ပြကြည့်ရအောင်ပြောကြည့်ရအောင်နာနော်နာနီနုနဲ့ no ဟုတ်နော် no နော်အဲ့တော့နာကနှလုံးပဲရှိမယ်နာခုနှစ် okay na နော်နာနီနုနဲ့ no နာခုနှစ်နီနဲ့နုကတလုံးနဲ့မရှိတော့ဤနုလေးနဲ့မှတ်မယ်ဤနုဆိုရင်ခွေးနဲဆိုလို့ရှိရင်နဲကတလုံးနဲ့တော့အဓိပ္ပာယ်ရှိရဲ့အမြင့်တစ်ပင်ရဲ့အမြင့်ပြီးတိုင်းနဲကိုကြောင်နောကဤရမလားပိုက်ဆိုင်မှုပြဖို့ပဲဖြစ်တယ်အဲဆိုရင်နောက်တစ်ခုသွားရအောင်
ဟာဟာဒီဒုတ်ချောင်းရင်ထောက်မယ်နော်ပြီးသွားရင်သူ့ရဲ့ဘေးနားမှာဒုတ်ချောင်းတူလေးဆွဲမယ်ပြီးတော့အဲ့ဒုတ်ချောင်းတူလေးကိုဖြတ်ချပြီးတော့အောက်နားလေးမှာအမီးပုံစံလေးတွားလုပ်မယ်ဟုတ်ပြီနော်ဟာโอเคအဲ့လိုအမီလေးကအခုလိုကွေးလဲရတယ်လို့မျိုးအဲ့လိုမကွေးပဲနဲ့ပုံမှန်ဒီလိုတွားလဲရတယ်ဒီလိုတွားလဲရတယ်ဒီလိုလဲရတယ်နော်ဟာနော်အဓိကပုံစံကတော့ဒီလိုပုံစံမျိုးဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်နော်အဲ့လိုမဟုတ်ဘူးဒီလိုနည်းနည်းလေး꿰လိုက်ရလားဆိုတော့နည်းနည်းလေး꿰လိုက်ရရပေါ့နော်တော်တော်ညာလဲဝိုင်းဝိုင်းသားသလိုပုံစံမျိုးလေးကပို့လှပါတယ်နော်အဲ့တော့ပြန်ဆွဲရမယ်ဆိုရင်ဒုတ်ထောင်ရင်ထောင်မယ်ဒုတ်လေးဆွဲမယ်ပြီးသွားရင်ဒီလိုလေးနော်ဒီကောင်ဆိုလဲလှတယ်ဟာအဲ့တော့အလှတာပဲပြပေးပါဆိုလို့ရှိရင်โอเคလှတာပဲပြပေးမယ်ဆိုရင်ဒုတ်ချောင်းရင်ထောင်ရအောင်ပြီးသွားရင်သူ့ရဲ့ဘေးမှာအသေးလေးရေးမယ်အတူလေးနော်ဒီလိုဆွဲမယ်ပြီးသွားရင်အဲ့ဒါကိုဖြတ်ချမယ်ပြီးသွားရင်ဆွဲချပြီးဒီလိုလောက်လိုက်အဆင်ဒါအလှဆုံးပဲဟာရမလားအဲ့တော့ဘယ်နှချက်ရှိမလဲဆုတ်ချက်3ချက်ရှိရမယ်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်3ချက်ဟာ HA ဟာဒီအဓိပ္ပာယ်နှစ်ခုရှိတယ်တွားနဲ DOO DH လည်းရတယ် DH လည်းရတယ် D ပဲဖြစ်ဖြစ် douche ပဲဖြစ်ဖြစ်ရတယ်တွားโอเคအဲ့တော့သွားပါတော့နောက်တစ်ခုအဓိပ္ပာယ်ကကြတော့ဗာလဲဆိုလို့ရှိရင်ဟာကတိရွက်ဆိုတဲ့အဓိပ္ပာယ်လေးလည်းရှိရဲနှစ်ခုရှိမယ်โอเคအဲ့ဒါတွေအကြောင်းမလို့ဟီတာကနာတစ်ခုလဲဆိုလို့ရှိရင်ဟာကသွားလဲရှိရတိရွက်လဲရှိရဆိုဘလို့ခွဲမလဲအဲ့ဒါကိုခွဲဖို့အတွက်ခန်းကြီးဆိုတာပေါ်လာပါတော့โอเคအဲ့လိုပုံစံမျိုးဖြစ်ပါတယ်ဟာကသွားတိရွက်နောက်တစ်ခုသွားမယ်ဟီကတစ်ချက်တည်းနဲ့ဆွဲမှာပေါ့နော်တစ်ချက်ပဲဆွဲမယ်လွယ်လေးပဲဒီလိုမျိုးလေးဆွဲမယ်ပြီးသွားရင်ဒီပေါ့ဒီလိုလေးရပြီအဲဆိုရင်ဟီဟီပြန်ဆွဲမယ်ဒီလိုမျိုးလေးဒီကောင်ထက်စာရင်ဒါလေးကပိုလှတယ်နော်အဲ့လိုမျိုးလေးဆွဲပါဟီကကြတော့နှစ်မျိုးအဓိပ္ပာယ်ရှိရယ်ဟီကမီးလဲဟီပဲနေနေမင်းနော်နေလဲဟီပဲရမလားဟီနေမီနောက်ခုသွားမယ်ဟီကနည်းနည်းလေးဟောပြန်နောက်တစ်ခေါက်ပြန်ဆွဲပြမယ်နော်ဟီ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 ဟုတ်နော်ဝိုင်းနာတာလေးကိုတော့ဝိုင်းနာတဲ့ပုံစံမျိုးလေးကတော့အလားဆုံးပဲเนาะရေးနဲ့ဒီလိုမျိုးဖြစ်လာခဲ့ဆိုရင်နည်းနည်းပါးပါးတတိထားပြီးတော့လာတယ်လို့လာတဲ့ဟီလီကိုပြန်ရေးပါโอเคနောက်ဦးသွားမယ် food ကဘယ်လိုမျိုးလဲ၄ချက်ရှိမယ်တည်းနည်းနည်းလေး꿰ရင်ရပြီသိလားเนาะပြီးသွားရင်အောက်လေးကနေပြီးတော့ဒီလိုလေးဆွဲမယ်တည်း3ချက်မြောက်ပြီးသွားရင်၄ food เนาะဘလိုကြီးလဲ food ကဒီလိုကြီးပဲရေးရမယ်เนาะ food အဲ့လိုမဟုတ်ဘဲနဲ့လေတချို့တွေကြတော့ဘယ်လိုရေးလဲဆိုရင်ဒီလိုမျိုးဆွဲပြီးရေးတယ်ဒီလိုလဲရေးရဒါလဲမှန်တယ်နော်တို့ကြကြရင်ဟဲကျမတို့မြင်တာဒီလိုလေးအခုဝိုင်းနာသလိုမျိုးကြီးလေဒါကြီးကဘာကြီးလဲဆိုရင်ဖြစ်မှာဆိုလို့ပေါ့နော်ဘာကြီးလဲဖြစ်မှာဆိုလို့နှစ်ခုစလုံးဒီအတူတူပါပဲနော်โอเคဖုကကြတော့อืมတလုံးနဲ့အတိတ်ပဲမရှိရတဲ့အတွက်ကြောင့်မလို့ကြော်လိုက်မယ်နောက်ခုသွားမယ်ဟဲကလည်းလွယ်လေးပဲပုံစံတစ်ချစ်သေးပဲဆွဲချလိုက်ရုံပဲနော်ဟဲဟဲရှိဟဲဒီတို့ဆိုတဲ့ direction ပြဝိပတ်ဖြစ်ပါတယ်โอเคရမလားလွယ်လွယ်လေးပဲနော်ဟဲဟဲဟဲနော်ဆိုရင်နောက်ခုသွားမယ်ဟုတ်โอเคဟိုးနဲ့ဟာနဲ့ကနည်းနည်းလေးဆင်နေပမဆင်တာလေနော်ဒီကောင်ဒီဟာကိုဖြုတ်လိုက်လို့ရှိရင်သူဒီဘာဖြစ်သွားမလဲဟာဖြစ်သွားမယ်နော်အဲ့တော့တစ်ချောင်းလေးဆိုရင်ဟာနှစ်ချောင်းဆိုရင်ဟုတ်ပိတ်ထိုင်ဟုတ်ပေါ့နော်အဲ့တော့ဆွဲမယ်ဒုချောင်းလေးရင်ထောင်မယ်ပြီးတော့လို့ရှိရင်အပေါ်ကကောင်ရင်ဆွဲမယ်နော်နှစ်ချောင်းဖြစ်တဲ့ကြောင့်အပေါ်ကကောင်ရင်ဆွဲမယ်ပြီးတော့ဒုတိယကောင်ဆွဲမယ်ပြီးတော့ရင်အဲ့ဒီကနေပြီးတော့ဆွဲချပြီးတော့ဒီလိုသွားမယ်ဟုတ်နော်ဟုတ်ပြန်ဆွဲမယ်အကြီးပုံစံဆွဲရင်ဟုတ် HO ဟုတ်နော်သူလည်းပဲတစ်လုံးနဲ့အတိတ်ပဲမရှိရတဲ့အတွက်ကြောင့်မို့ကြော်လိုက်မယ်အဲ့တော့ငါးလုံးပြီးသွားပြီဟာဟီဖူဟ
hair ဟုတ်ဟာဟီဟူမဟုတ်ဘူးနော်ဒီကောင်လေးကိုတတိထားပါဟူမဟုတ်ဘူး fu ဖြစ်ပါတယ် fu တိချရေးတဲ့အခါမှာဆိုပြီးတော့ရေးပါ fu အဲ့လိုရေးပါဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ပြန်ပြီးတော့ကြည့်ကြည့်ရအောင်ဟာဟီ fu hair ဟုတ်နော်ညမလားโอเคအဲ့တော့ဟာကသွားတရွက်သွားတရွက်မြေတော့နော်ဘယ်မှာကြည့်မယ်ရေးမယ်ဟာဟီ fu hair ဟုတ်အဲ့တော့ဟာသွားတရွက်ဟီနေမီ fu မရှိဘူးအဓိပ္ပာယ် hair တော့ဒီနေရာပြောက်ပြီးပဲရမလားဟာဟီ fu hair ဟုတ်โอเคနော်နောက်ခုသွားမယ်မဒီဒါနဲ့သွားပြီးတော့တူမလဲโอเคဒီတို့ဒီရှေ့လေးဒီရှေ့နေတဲ့ဒီထွက်နေတဲ့ဟာလေးကိုဖြောက်လိုက်ရင်ဟိုဒုံချောင်းလေးအရှိမထားလိုက်ရင်သူဒီဟုတ်ဖြစ်မယ်အဲ့ဒါပေါင်းဆိုင်မြောအဲ့တော့မှားလို့မရဘူးစကလုံးတွေကိုဟုတ်ပြီနော်အဲ့တော့မကိုရေးကြည့်ကြည့်မယ်မတစ်ချက်နှစ်ချက်ဒီတွားရင်ဒီလိုလေးရေးမယ်မအဲ့တော့သုံးချက်ပေါ့မနော်မအဲ့တော့မေးစရာရှိတယ်ဒီမှာကရှည်နေတယ်မဟုတ်ဘူးလားဒီမှာကတုံနေတယ်မဟုတ်ဘူးလားမှန်တယ်တို့ညာလေလက်ရင်းနဲ့ရေးတဲ့အခါမှာအပေါ်လေးကနည်းနည်းလေးတူမယ်အောက်ကနည်းနည်းရှည်မယ်သူဒီမနော်မဒီလိုရှည်တာတော့နည်းနည်းလေးရှားတယ်ဒါဒီ keyboard ကြောင်းဒီလိုဖြစ်နေတာပေါ့နော်ဒါကွန်ပျူတာ keyboard ကြောင်းပေါ့နော်မ okay မလည်းအဓိပ္ပာယ်မရှိဘူးပေါ့နော်တစ်လုံးနဲ့โอเคအဲ့ဆိုတော့တော့မိကဘာနဲ့တူလဲဆိုတော့အင်္ဂလိပ်စကားလုံးလေး h ပေါ့နော်ဒါနဲ့တွားပြီးတော့စင်နေတူတာမဟုတ်ဘူးစင်နေအဲ့ဒါလေးကိုနည်းနည်းဒီ h လေးကိုစောင်းစောင်းလေးရေးပြီးတော့ဒီကောင်လေးပေါ့ဒီဟာလေးအဆုံးလေးထွက်လာမယ်အဲ့လိုပုံစံမျိုးမှတ်ထားရင်ပို့ပြီးတော့မှတ်မိလွယ်တယ်အဲ့တော့ရေးကြည့်ကြည့်အောင်မိတစ်ချက်နော်တစ်ချက်ပြီးတော့ရင်ဘေးမှာလောက်လိုက်ရပြီဘေးကအတန်လေးကဘေးကအချောင်းလေးပေါ့နော်ဘေးကအချောင်းလေးကတိုးပါမယ်သူဒီမိ I okay မိကကြတော့တစ်လုံးနဲ့အဓိပ္ပာယ်မရှိဘူးနှလုံးမှတ်ကပါမယ်မိကနရွက်ကလေးနော်မိနရွက်ဟုတ်ပြီပြန်ရေးရအောင်ဒီလိုလေးဆွဲပြီးတော့ပြီးနားမှာဒီလိုလေးဂွေးလေးပြီးသွားရင်အဲ့ဒါကိုဖြတ်မယ်သူနဲ့အပြိုင်ပေါ့နော်အစင်မိဖြစ်သွားမယ်နော်မိI မိနရွက်အဲ့လိုမျိုးချက်မယ်โอเคနောက်ကိုသွားမယ်မရင်ဆုံးအတိုးလေးဆွဲမယ်ပြီးသွားရင်အရှိကြီးဆွဲချလာမယ်အိမ်မှာဒီကောင်မဟုတ်ပြီမူဆိုမဲ့ဒါမူမဟုတ်သေးဘူးတစ်ချောင်းချန်သေးတယ်နော်โอเคအဲ့မှာရှုံးကဒါကိုနည်းနည်းလေးရှည်ထားဆိုပေမဲ့သူဒီတိုးရင်ပိုလှပါတယ်အဲ့တော့အခုတတိယခေါက်လေးမှာနည်းနည်းလေးတိုးမယ်ပြီးသွားရင်ဆွဲမယ်ပြီးသွားရင်ဒီနေရာလေးမှာထည့်မယ်အဲ့တော့အိုးပုံစံမျိုးပဲပေါ့နော်အဲ့တော့အိုးရေးတော့လည်းအဲ့တိုင်းပဲနည်းနည်းလေးရှည်တယ်နော်ဒီအနေနားလောက်လေးမှာဒီလိုလေးထည့်တယ်အိုးပိုလှတယ်ပေါ့နော်မှုလည်းအဲ့တိုင်းပဲအနေနားလေးမှာထည့်ရင်ပိုလှတယ်အဲ့လိုမဟုတ်ဘဲနဲ့ဟိုဒီအရှိမထည့်ရင်ရောမရဘူးလားရပါတယ်ရေးလို့ရတယ်နော်โอเคမူကအမြူဒါပေမဲ့သူ့လည်းတလုံးနဲ့အဓိပ္ပာယ်မရှိဘူးပြန်ဆွဲပြမယ်1 2 3မူ1 2 3မူဟုတ်နော်ရှုံးရဲ့အကြိုက်ဆုံးကတော့ဒီကောင်လေးကိုပို့ကြိုက်ပါတယ်အဲ့တော့ဝိုင်းနာရဲ့ပုံစံမျိုးလေးလို့ရေးပါအဆိုရင်တော့အလားဆုံးပဲပေါ့ဟုတ်ပြီနောက်တစ်ခုသွားမယ်မဲ့โอเคဟဲဒီစကားလုံးကိုမြင်ဘူးပါတယ်ဘာမှမြင်ဘူးလဲဟုတ်တယ်မြင်ဘူးတယ်ဒါပေမဲ့မဲ့တော့မဟုတ်ဘူးဘာလဲဆိုရင်နုအီနူဆိုတဲ့ခွေးလေးရဲ့စကားလုံးလေးဖြစ်ပါတယ်โอเคအမီးထွက်ရင်အီနူဆိုတဲ့ခွေးလေးရဲ့နုဖြစ်ပြီးတော့เนาะအမီးမထွက်ဘူးဆိုလို့ရှိရင်မဲ့ဆိုတဲ့မျက်လုံးလေးဖြစ်ပါမယ်အဲ့ဒါလေးကိုတတိထားပါကျောင်းသားတော်တော်များများမှတ်တတ်တယ်โอเคရေးကြမယ်အဲ့တော့ရင်းနှီးဒီနုကိုရေးရတယ်တူတူပဲအမီလေးပါတာနဲ့မပါတာပဲကွာတယ်ဒါပဲမဲ့ဒီမျက်လုံးရမလားမျက်လုံးပြန်ဆွဲပြမယ်နုကိုတေချာပိုင်နိုင်လာတယ်ဆိုရင်မဲ့ရင်းနှီးကလွယ်လွယ်လေးပဲဖြစ်မယ်ဝိုက်ဝိုက်လေးပဲမဲ့အိမ်မှာမှအမီလေးထွက်တာဆိုရင်ဒါဒီနုဖြစ်မယ်ဟာရောကုန်မီမလုပ်နဲ့နော်နုဆိုရဲတီပြီးသားပဲလေနော်အမီလေးပါရင်ဒါအီနူးရဲ့ခွေးလေးဖြစ်တဲ့ကြောင့်မလို့ဒါအမီလေးပါမယ်အဲ့လိုမှမဟုတ်ဆိုရင်မဲ့မျက်လုံးလေးဖြစ်မယ်ရမယ်နော်โอเคပါအဲ့တော့တေချာလေးမှတ်ထားပါဒီကောင်ဒီမဲ့
မျက်လုံးလေးဖြစ်ပြီးတော့ဒီကောင်ဒီမင်းဆန်တီးပြီးသားခွေးလေးရဲ့နုဖြစ်ပါမယ်ရမလားဟဲ့ပြန်ရေးပြမယ်ဆိုရင်မေနော်မျက်လုံးဖြစ်မယ်နောက်တော့မယ်မိုးကကြတော့ကျောင်းသားတော်များများကဒီနှစ်ချောင်းကိုအရင်ရေးပြီးတော့ဒီလိုဆွဲချရဲပေါ့နော်တကယ်တမ်းကအဲ့ဒါဒီမှားပါတယ်မှားပါတယ်ဆိုတာရင်းနှီးမှားတာပေါ့နော်โอเคအဲ့တော့ရင်းနှီးမှန်အောင်ဘယ်လိုရေးမလဲအရင်ဆုံးရှိလေးကိုရေးအောင်ရှိနော်ရှိလေးအဲ့တော့ရှိကကြတော့ဒီလိုတက်တယ်လေးဆင်းတာပေါ့နော်ဒါဒီကောင်ဒီရှိတိုးတော်ညာလဲမိုးကကြတော့နည်းနည်းလေးကွဲလေးဆင်းလာမယ်အဲ့ဒါလေးပဲကွာမှာနော်ဆင်းချလာပုံဆင်းချလာနီးကအတူတူပဲတိုးတော့မိုးကကွဲလေးဆင်းလာမယ်ဘာကြောင့်လဲဒီမှာလေးနော်ဒီလိုလေးစောင်းပြီးဆင်းလာဖြစ်တဲ့အတွက်ကြောင့်ရေးကြည့်မယ်ဆိုရင်ဆင်းလာမယ်ပြီးတော့နှစ်ချောင်းဖြစ်တဲ့တိုးလေးကိုရေးမယ်ပြီးရင်အရှည်လေးကိုရေးမယ်မို့ရမလားโอเคဒီမှာတောင်းပုံစံလေးကြာနေပေါ့နော်ရှုံးကဒီပန်နဲ့ရေးရောနည်းနည်းအဆင်မပြေရရှိရပေါ့နော်အဲ့တော့ပြန်ရေးပြမယ်အဲ့တော့ပြန်ဆွဲမယ်လို့ပြီးတော့ရင်အတူရေးမယ်ပြီးတော့အရှည်ရေးမယ်မို့ပြန်ဆွဲမယ်မို့โอเคရမလားမို့โอเคအဲ့တော့သူဒီနှလုံးပဲအဓိပ္ပာယ်ရှိမယ်မို့ကပေါင်လူရဲ့ပေါင်ပဲဖြစ်ဖြစ်ကြက်သားရဲ့ပေါင်ပဲဖြစ်ဖြစ်မို့လို့သုံးလို့ရတယ်နောက်တစ်ခုကမတ်မွန်ဒီနော်ခန်းကြီးကွာသွားမယ်ဒါပဲနော်အဲ့တော့ဟီတာကနာတွေကတူတယ်အဓိပ္ပာယ်တွေကရှိတယ်အဓိပ္ပာယ်တွေကလည်းကွာတယ်အခါဆိုရင်ဘယ်လိုခွဲလဲခန်းကြီးနဲ့ခွဲတယ်အဲ့ဒါမို့ခန်းကြီးကသင်ရတာဖြစ်ပါတယ်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုမသွားခင်မှာမာမီမှုမယ်မို့ဆိုတော့ငါလုံးပြီးသွားပြန်ပြီအဲ့တော့အဲ့ဒါကို revision ပြန်မယ်မာမီမမမဲမရမလားအဲ့တော့မ ma မိ mi မှု mu မဲ me မို့ mo မာမီမှုမဲမို့မကတည်းပဲမရှိဘူးမိကနှလုံးပေါက်မယ်မိနှစ်ရွက်မှုကတည်းပဲမရှိဘူးမဲကတစ်လုံးနဲ့တည်းပဲရှိရဲ့မျက်လုံးမို့ကနှလုံးပေါက်မယ်မို့ပါမို့မမော်ဒီโอเคတစ်လုံးနဲ့ရောမို့ကတည်းပဲမရှိဘူးလားမနက်ဆန်အဓိပ္ပာယ်ရှိရနော်အဲ့ဒါလေးပါမှတ်ရအောင်မို့ကတစ်လုံးနဲ့ဆိုလို့ရှိရင်သူဒီ level ဆိုတဲ့အဓိပ္ပာယ်ရှိမယ်ကျွန်တော်ဒီကျောင်းသားဖြစ်သည်ဆာကူရာလည်းပဲကျောင်းသားဖြစ်တယ်အဲ့ခါမျိုးမှာဆိုရင်ဒီမို့ကိုသုံးပါမယ် grammar pattern တွေမှာပါလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အခုတည်းကမှတ်ထားရင်ပို့ပြီးတော့အဆင်ပြေပါတယ် okay နောက်ခုသွားရအောင်okay အဲ့တော့ keyboard တွေကတော့တည်တဲ့အတိုင်းပဲเนาะဒီလိုမျိုးထွက်နေတာမျိုးတွေရှိရယ်ဒီလိုမျိုးမထိတာမျိုးတွေရှိတယ်တကယ်တော့ဒါ keyboard ကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ရေးတဲ့အခါမှာဘယ်လိုရေးရမလဲ okay ရေးတဲ့အခါမှာ皆さんအရင်ဆုံးတင်ခဲ့တာကြည့်字ရဲ့字ကိုရေးပါပြီးတော့ရင်အတူချောင်းလေးကိုအရင်တင်မယ်ပြီးတော့ရင်တူချောင်းလေးတင်ပြီးတော့ရင်အကြီးချောင်းလေးရဲ့အရှည်ချောင်းလေးကိုဖြတ်ချလိုက်ပါအဲ့ဒါဆိုရင်ရဖြစ်မယ်နော်ပြန်ဆွဲပြပါမယ်စုရင်ရေးမယ်အတူလေးရေးမယ်ပြီးတော့ရင်ဖြတ်ချမယ်ရပြန်ရေးပါမယ်ရရသူဒီတစ်လုံးနဲ့အဓိပ္ပာယ်မရှိပါဘူးအရင်ဆုံးစုကိုရေးမယ်တာကြီး字တဲ့တို့ရဲ့စုကိုရေးမယ်ပြီးတော့ရင်အတူချောင်းလေးရေးမယ်ပြီးတော့ရင်အကြီးဖြတ်မယ်နော်အရှည်ဖြတ်မယ်ရโอเคနောက်ခုသွားမယ် you ဒီလွယ်လွယ်လေးပဲပေါ့နော်အဲ့တော့အရင်ဆုံးတုတ်ချောင်းလေးတစ်ချောင်းဆွဲမယ်ဒါပေမဲ့ဒီကောင်ဒီတုတ်ချောင်းလေးချောင်းဆွဲမယ်ဆိုရင်ပြတ်သွားမှာမဟုတ်ဘူးတစ်ဆက်ချေဆွဲရမှာဖြစ်တယ်ရှုံးဒီအရင်ဆုံးမြင်တောင်လို့ဆွဲပြဖြစ်ပါတယ်အဲ့တော့ပြန်ဆွဲပြမယ်အဲ့တော့ဒီတုတ်ချောင်းလေးဆွဲပြီးရင်ပြန်တက်မယ်ပြန်တက်ပြီးအလယ်နားလောက်ဒါမှမဟုတ်ထိတ်နားလောက်မရောက်ခင်ပေါ့နော်အဲ့ကနေ white ချလာပါပြီးတော့ရင်အခုပြန်ဆွဲပြမယ်အလယ်နားလောက်ကနေပြီးတော့ white ချလာလဲရတယ်အဲ့မှာနော်အဲ့ဒါကိုဖြတ်မယ်အလဲဒီလို white လေးဖြတ်မယ်သူဒီ u ဖြစ်ပါမယ်u ရမလား u okay သူလည်းတစ်လုံးနဲ့အဓိပ္ပာယ်မရှိတဲ့အတွက်ကြောင့်မလို့ထားခဲ့ပါမယ်ဒါပေမဲ့ဟာဟီဖူဟဲဟိုမှာဖူကအဓိပ္ပာယ်မရှိခဲ့ဘူးဟောအဲ့ဒါဆိုလို့ရှိရင်သူတို့နှစ်ခုပေါင်းလို့ရတယ်ဖူဖူကဘာလဲဆိုလို့ရှိရင်စောင်းရသည်ဖြစ်ပါတယ်ဖူစောင်းရသည်โอเคရမလားအဲ့ဆိုလို့ရှိရင်ဒီချောက်သမယ်ယော့
ရော့ကလည်းလွယ်လေးပဲ2ချက်ပဲရှိရရေးနည်းရလေအဲ့တော့အရင်ဆုံးကကြတော့ဘာလဲဆိုလို့ရှိရင်အတိုလေးကိုအရင်ရေးရမယ်နော်အတိုလေးရေးမယ်ပြီးသွားလို့ရှိရင်အဲ့ဒါလေးကိုဒီလိုလေးသွားမယ်ရော့နော်ရော့အဲ့လိုမဟုတ်ဘူးနည်းနည်းကြီးရတိတ်မလှဘူးလို့ခံစားရရင်ဒီအတိုဆက်ဆောက်ရေးရဲ့အတိုလေးကိုနည်းနည်းလေးတိုလိုက်ပြီးသွားရင်သူ့အောက်ကနေတော့ရေးလိုက်ရော့ရော့ရော့ဆက်မယ်နော်ရော့ရော့အဲ့လိုမျိုးအဲ့ရှုံးကတော့ဒီဟာကိုပို့ပြီးတော့ကြိုက်တယ်ရော့အဲ့လို့ပုံစံလေးအတိုင်းရေးရင်ပို့လှရပေါ့နော်ရော့ရမလားရော့ရော့လဲတစ်လုံးနဲ့တော့အတိတ်ပဲမရှိဘူးပေါ့နော်အဲ့တော့อืมဘယ်စကားလုံးလေးရှိမလဲထားလိုက်တော့ဒီရော့ကိုတော့ဒီတစ်လုံးနဲ့အတိတ်ပဲမရှိဘူးဆိုတော့ထားခဲ့လိုက်တော့မယ်အဲ့တော့သုံးခုပဲရှိရရကရယူရော့သုံးလုံးပဲဆိုတော့ပြန်ပြီးတော့နှွေးကြည့်ကြည့်ရအောင်ရယူရော့ရ YA U YU ရော့ YO ရတလုံးနဲ့အဓိပ္ပာယ်မရှိဘူး U ကကြတော့ for you နဲ့မှတ်ထားခိုင်းတယ်ရောကလည်းအဓိပ္ပာယ်မရှိဘူးရမလားအဲဆိုရင်နောက်တစ်ခုသွားမယ်နော်နေအောင်တခုမေးအောင်မယ်အခုဒီမှာပြထားတဲ့ရောနဲ့ဒီအခုရေးခဲ့တဲ့ရောနဲ့တူတူပဲလားတူတူပဲเนาะရေးတဲ့အခါမှာနည်းနည်းလေးဒီလိုမျိုးဒီအောက်ကဒီဟာလေးကဘေးနားကိုရောက်သွားတာတို့เนาะအောက်တအားကြီးကျသွားအောက်တအားကြီးမကျသွားရင်ရပြီပေါ့เนาะဘေးနားလေးကိုဒီလိုလေးနည်းနည်းတက်တက်လေးဖြစ်တယ်ရတော့ရတယ်ဘာလို့လဲဆိုတော့လက်နဲ့ရေးရောတည့်ရတဲ့အတိုင်းပဲလေเนาะကွန်ပျူတာလောက်တော့မလာနိုင်ဘူးအဲ့တော့ဒီလိုရေးလဲရတယ်ဒီလိုရေးလဲရတယ်ဒီလိုတက်တယ်လဲရတယ်ကိစ္စမရှိဘူးအဲ့ဒါမှန်နေဟုတ်ပြီနော်ဟိုက်ဆိုနောက်ခုတော့မယ် ရဒီပါနဲ့သွားပြီးတော့ဆင်လဲဆိုလို့ရှိရင်ဒီနေရာလေးမှာသာဆက်လိုက်ရင်သူဒီဘာဖြစ်သွားပြီလဲဆိုရင်5ဆိုတဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ်တိုးတော့မဟုတ်ဘူးเนาะအဲ့တော့ချီတုံးကကြတော့ဖြတ်ထားခဲ့တယ်ဖြတ်ပြီးတော့5ပုံစံလုံးဝရေးအချင်းဒါပေမဲ့ဒီကောင်ကကြတော့ ra ကကြတော့အဲ့လိုမဟုတ်5ရဲ့အပေါ်မှာเนาะဒီသေးသေးလေးပါမယ်အဲ့ဒါလေးကိုမိနာဆန်တိချာကြည့်ကြည့်ပါအဲ့တော့အရင်ဆုံးကအတူလေးမကလစ်ကလေးပေါ့အဲ့ဒါလေးကိုတက်မယ်ပြီးတော့ရင်5ပုံစံလေးရေးမယ် ra ra ညမလား ra 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 ဟုတ်ပြီနော်အဲ့တော့ဘယ် ra လေးပို့ကြိုက်လဲဆိုလို့ရှိရင်ဒီ ra လေးကိုပို့ကြိုက်တယ်ပို့လှရပေါ့နော်အဲ့လိုပုံစံမျိုးလေးရေးပါ ra ကလည်းတစ်လုံးနဲ့အဓိပ္ပာယ်မရှိတဲ့အတွက်ကြောင့်မလို့ကြော်လိုက်မယ် ra ပြီးတိုင်း re အလွယ်ဆုံးပဲ re ကကြတော့ဘာနဲ့သွားပြီးတော့တူလဲဆိုလို့ရှိရင်皆さん e ရဲ့ညာဘက်ချမ်းလေးကိုရှည်ရှည်လေးဆွဲလိုက်လို့ရှိရင်ဒါဒီ re ဖြစ်သွားပြီအဲ့ဒါကြောင့်မလို့ e နဲ့ re နဲ့皆さん꿰အောင်မှတ်ကားပါမယ်ဒီကောင်ဒီ e i ဖြစ်ပြီးတော့ read ဒီ okay read ပုံစံဆွဲရအောင်ဘယ်ဘက်ချောင်းလေးက e နဲ့တူတူပဲပြီးတော့ရင်ညာဘက်ချောင်းလေးကိုရှည်ရှည်လေးဆွဲချလိုက်ဒါဒီ read လွယ်လွယ်လေးပဲတွေ့လားအဲ့တော့ဘာကွာလဲဒီမှာ e က white လေးနဲ့တူဝက်ပဲဆွဲထားတယ် read ကကြတော့ white လေးနဲ့အရှည်လေးဆွဲတဲ့အိုင်ဒါပဲကွာမယ်ဟုတ်ပြီနော် e နဲ့ read နဲ့ရမလား read ကလည်းတစ်လုံးနဲ့အတိတ်ပဲမရှိဘူးအဲ့တော့နောက်တစ်ခုသွားမယ် read အလွယ်ဆုံးပဲ3မိနာဆန်တီးခဲ့တဲ့အင်္ဂလိပ်စကားလုံး3အဲ့ဒါကိုအလုံးလေးလုံးလိုက်တယ်အလုံးလေးထည့်လိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုး root okay အဲ့တော့ဒါကခုန3ကိုမြင်အောင်ပြတာပေါ့နော်အဲ့တော့ root ပုံစံလေးရေးမယ် root ကနည်းနည်းလေးဒီကိုရှင်းပြီးတော့ဒီလိုလေးသွားမယ် root အဲ့တော့ဒီလိုမျိုးရေးပြီးတော့အခုဒီလိုမျိုးရောမမှန်ဘူးလားမှန်တယ်နော်ပြန်ဆွဲပြမယ် root 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 ဖြစ်ပါတယ်သူလည်းတစ်လုံးနဲ့အတိတ်ပဲမရှိတဲ့အတွက်ကြောင့်မလို့မှတ်စရာမလိုဘူးပေါ့နော်အဲ့တော့ရှုံးကတော့ဘယ်ဟာလေးကိုပို့ကြိုက်လဲဆိုရင်ဒီစကားလုံးလေးပို့ကြိုက်တယ်ပေါ့နော် root အဲ့လိုပုံစံမျိုးလေးရင်ပို့လှတယ် root okay နောက်ခုသွားမယ် red red ဒီဘာနဲ့သွားပြီးတော့နည်းနည်းလေးဆင်နေဆိုရင်နဲနဲ့သွားဆင်နေတိုးတော့နဲ့မတူတာဘာလဲဆိုလို့ရှိရင်နဲ့ဒီအနောက်မှာအဝိုင်ဒီအနောက်ကဝက်ဝိုင်လေးနဲ့အမိပါတယ်နဲ့ဒါနဲ့နော် okay red ကကြတော့တုတ်ချောင်းထောင်းတာချင်းတူတယ်ဆိုပေမဲ့ red ဒီနည်းနည်းလေးပိန်ပြီးတော့ဒီလိုသွားမှာ red ရမလားပြန်ဆွဲပြမယ်ဆိုရင် red 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 ရမနော်တလုံးနဲ့တူလည်းအတိတ်ပဲမရှိဘူးပေါ့နော်အဲ့တော့ကျောင်းသားရေမေးဖို့ရှိရဒီမှာဒီနေရာကထိထားတဲ့ရှုံးရေးပြထားတာမထိဘူးဒီမှာကြီးမထိဘူးအဲ့ဒါဆိုရင်မှန်လားမှန်နေတူတူပါပဲဒါဒီထိထားတဲ့ကောင်ဒီ keyboard ပေါ့နော်ကွန်ပျူတာ keyboard နဲ့ရေးရဖြစ်တဲ့အတွက်ကြောင့်မို့ရှုံးတို့လက်ရည်နဲ့ရေးတဲ့အခါမှာတော့မထိဘဲနဲ့ရေးတာများတယ်အဲ့ဒါကြောင့်မို့မထိတဲ့ဟာလည်းမှန်တယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်ကျမကတော့ထိတာပဲကြိုက်တယ်ရတယ်ရေးဒါပေမဲ့မလောက်အောင်ဘာလို့လဲဆိုရင်လက်နဲ့ရေးတာမဟုတ်လို့ဟုတ်မနော် keyboard မဟုတ်တဲ့အတွက်ကြောင့်မလို့ okay
rare ကလည်းအဓိပ္ပာယ်မရှိဘူးတစ်လုံးနဲ့အဓိပ္ပာယ်မရှိဘူးအဲ့ဒါကြောင့်နောက်တစ်ခုသွားမယ် row တိလား row ကလည်းလွယ်လွယ်လေးပဲအဲ့မှာလုံးဝအဆန်မပါဘူးသူဒီဘာနဲ့သွားပြီးတော့ဆင်နေမလဲဆိုရင်ခုနကသင်ခဲ့တဲ့ root နဲ့သွားပြီးတော့ဆင်မယ် root နဲ့သွားဆင်မယ်အဲ့ဒါကြောင့်မမားစီနဲ့ root ဒီအဆန်လေးပါမယ် row ဒီအဆန်မပါပါဘူးအင်္ဂလိပ်စကားလုံး3နဲ့တူတူပဲလို့မှတ်ထားလိုက်ပါ row ဒီအဆန်မပါဘူးရမယ်နော်အဲ့တော့အဓိကကဟီတာကနာမှာနော်ဟီတာကနာကိုအဆင်ပြေသလိုမှတ်မိသလိုနဲ့မှတ်ပါအဓိကဒီဟီတာကနာတွေပိုင်နေမှသာစာကြောင်းတွေဖတ်နိုင်မှာမဟုတ်လို့ဟုတ်နော်ဟီတာကနာမပိုင်မင်းနဲ့အခန်းတွေလည်းတက်လို့မရလို့စာကြောင်းတွေလည်းဖတ်လို့မရဟုတ်ပြီနော်အဲ row လည်းအဓိပ္ပာယ်မရှိတဲ့အတွက်ကြောင့်မလို့အခုငါးလုံးတင်ပြီဆိုတော့ပြန်ပြီးတော့ပြန်နှွှေးကြည့်ကြအောင် ra ri ru re ro okay အဲ့တော့ ra ri ru re ro ra ri ru re ro okay ra r a ri r I ru r u re r e ro r o ရမလား ra ri ru re ro ရအတန်ကိုတစ်ခါလေးကြာရင်လအတန်နဲ့လည်းပြောရရှိတယ်ဒါပေမဲ့ရေးတဲ့အခါမှာတော့ဒီ keyboard မှာစာရိုက်တဲ့အခါမှာတော့ပေါ်ကျင်တယ်ဆိုရင် ra ဆိုတဲ့ရူမာကြီးနဲ့ပဲ r နဲ့ပဲရိုက်မှပေါ်မယ်အဲ့ဒါလေးကိုသတိထားပါ okay နောက်ခုသွားရအောင်နောက်တစ်ခါဝဒီဝဒီဘာနဲ့သွားပြီးတော့ဆင်လဲဆိုရင်နင်းနဲ့သွားပြီးတော့ဆင်မယ်ဒုတ်ချောင်းချင်းထောင်ထားတာလည်းအတူတူပဲဒါပေမဲ့အမီလေးပါတာနဲ့မပါတာပဲကွာသွားမယ်နဲဒီနဲခုအကြောင်းရဲ့နဲဖြစ်တဲ့အတွက်ကြောင့်မလို့အမီလေးပါမယ်ဝဒီဥဝရဲ့ဝဖြစ်တဲ့အတွက်ကြောင့်မလို့အနောက်မှာဘိုက်ကြီးပဲပူမယ်နော်အနောက်မှာပူမယ်ပေါ့နော်အနောက်မှာ white ကြီးအဲ့လိုပုံစံမျိုးဝါကြီးလို့မှတ်ထားလိုက်ပေါ့နော်အဲ့တော့အမီမပါဘူးလူနဲ့မှတ်တော့အမီမပါဘူးလေနော်လူကအဲ့တော့ဝရမလားဝ w a ဝရမယ်နော်ဝ okay နောက်ကဝ w o ဝနော်ဝကလည်းနည်းနည်းလေးဘယ်လိုရေးထားတာလဲရှုပ်လိုက်တာလို့မြင်ရကောင်မြင်ရနိုင်တယ်ဆိုပေမဲ့တကယ်တမ်းရင်းကြီးကလွယ်လွယ်လေးပဲအရင်ဆုံးတုတ်ချောင်းထိဖြတ်တဲ့ဟာလေးအရင်ကြီးမယ်ပြီးတော့အပေါ်ကနေပြီးတော့ဒီလိုလေးပြီးဒီလိုဝိုင်းဝိုင်းလေးကြာလာမယ်နော်ပြီးတော့အဲ့ဒါလေးကိုငါပုံစံပြန်ဖြတ်လိုက်မယ်ဟုတ်ပြီနော်ပြန်မယ်နော်ငါပုံစံလေးဖြတ်လိုက်ပါဒါဆိုရင်သူဒီဝဝဆိုတာမြန်မာလို့ကိုဆိုတဲ့အဓိပ္ပာယ်ရှိတယ်ကိုဆိုတာကိုဘသူနာမည်ခေါ်တဲ့အခါမှာသုံးတာမဟုတ်ဘူးပန်းတီကိုဝယ်တယ်နော်လိမ္မော်တီကိုစားခဲ့တယ်အဲ့ဒီရဲ့ကိုပြောတာဟုတ်ပြီနော်အဲ့တော့အိုကိုပြန်ဆွဲရအောင်ဟိုโอเคအဲ့ဒီမှာအခုဒီရှုံးဆွဲလိုက်တဲ့ဒီစကလုံးလေးနဲ့ဘေးနားမှာဆွဲထားတဲ့စကလုံးလေးနဲ့ဘာကွာလဲဆိုရင်နည်းနည်းလေး white တာနဲ့ဒီလို direct ဆင်းချလာတာနဲ့နည်းနည်းလေးကွာဒါပေမဲ့နှစ်ခုစလုံးဒီအမှန်နေပေါ့နော်အဲ့တော့ကိုအဆင်ပြေသလိုနဲ့ရေးပါဝဝလေးဆိုလည်းရတယ်ဒီလိုနည်းနည်းလေးဖြောင့်ဆင်းလာလည်းရတယ်ဟုတ်ရမလားဟုတ်ဟုတ်ရမယ်နော်โอเคနောက်ဆိုရင်နောက်တစ်ခုသွားရအောင်ဝအိုပါစလေးပိတ်ပြီးတော့ဆိုတဲ့ဟာလေးအဲ့တော့ကလွယ်လွယ်လေးပဲတစ်ချက်တစ်စက်ပြီးအလယ်နားလောက်ကနေဒီလိုသွားတယ်and and 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 လိုမျိုးဒါနော် okay ဘယ်အဲ့ဟာလေးကိုကြိုက်ဆုံးလဲဆိုရင်ဒီဟာလေးကိုကြိုက်ဆုံးပဲအဲ့လိုပုံစံမျိုးလေးရေးနော်လိုက်နော် okay အဲ့တော့ခုနအသုံးကိုဝါဝိုဝါကဒီလိုလေးဝါဝိုဝ w a ဝ w o n ဟုတ်ပါနော်အဲ့ဝါအဓိပ္ပာယ်မရှိဘူးဝိုကကြတော့ကိုဆိုတဲ့အဓိပ္ပာယ်နော် okay အဲ့ဆိုရင်နောက်ထပ်တစ်ခုဆက်သွားမယ်နောက်ထပ်ဟာတွေကကြတော့လွယ်သွားပြီเนาะဒါအခုဒီကြီးရပြီဆိုရင်မနာဆန်46လုံးရနေပြီပေါ့နော်နောက်ထပ်ဟာတွေကဘာလဲဆိုလို့ရှိရင်အတန်ကိုဒီခကနေပြီးတော့ဂပြောင်းသွားတဲ့ဟာတွေပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဘယ်လိုခေါ်လဲဆိုရင်ဒီကောင်လေးကိုတန်တန်လို့ခေါ်တယ်เนาะဒီကောင်လေးကိုဘယ်လိုခေါ်လဲတန်တန်လို့ခေါ်ပါတယ်တဲ့တန်တန်โอเคအဲ့တော့ကအရင်ဆုံးဆွဲချက်ဘာလို့ဘေးနားမှာမရေးထားလဲဆိုလို့ရှိရင်မိနာဆန်သိပြီးသားခရဲ့အပေါ်လေးမှာတန်တန်လေးတင်မှာမဟုတ်လို့မရေးပြထားပါဘူးအဲ့တော့နောက်ပိုင်းနေရတအားလွယ်သွားပြီတိရဲ့စကလုံးတွေကိုပဲပေါင်းသွားတော့မှာနော်ဟုတ်ပြီအဲ့ဆိုရင်ခကိုအရင်ရေးကြည့်ရအောင်ခရေးလိုက်ပြီနော်ခရေးပြီးသွားရင်တန်တန်တင်မယ်တစ်ချက်နှစ်ချက်ခဖြစ်မယ်
ဟုတ်ပြီနော်ခဖြစ်မယ်ဆိုတာခကိုတန်တန်တင်ဂါဖြစ်သွားမယ်အရင်ဆုံးကတော့ခကိုရေးပါပြီးတော့မှတန်တန်တင်မယ်ဂရမလားโอเคနော်ဂပြီးတော့ရင်ဂိလွယ်လွယ်လေးပဲခီကိုအရင်ဆွဲမယ်မိနာဆန်ပြီးတော့ရင်ခီကိုတန်တန်တင်မယ်သူဒီဂိဒါပဲဂဂိခုကိုတန်တန်တင်မယ်ခုဂါဂီဂဟုတ်ပြီနော်ဒီကောင်လေးကိုမှတ်ထားနော်လုံးဝတန်တန်လို့ခေါ်မယ်နော်တန်တန်ဖြစ်ဒီမှာနည်းနည်းလေးစောင်းတာဟိုဖြစ်သွားတယ်ပြန်ပြီးတော့ရေးပေးထားမယ်နော်ဒီလိုလေးနော်တန်တန်โอเคဂါဂီโอเคပြန်ပြီးတော့ပြောမယ်ဆိုရင်ဂါဂီဂူကဲโอเคခဲကလည်းခဲကိုတန်တန်တင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ခဲအရင်ရေးမယ်ပြီးရင်တန်တန်လေးတင်လိုက်ရပြီအဲဆိုရင် get လွယ်လွယ်လေးပဲတွေ့လားနော်အဲ့တော့အရှိရမီနာဆန်46အောင်သာတင်ချပိုင်နိုင်အောင်ကြက်လာခဲ့အဲဆိုရင်အနောက်ရောက်ရင်တအားလွယ်သွားပြီကော့ခို့ကိုအရင်ဆွဲပြီးသွားရင်တန်တန်တင်လိုက်ရင်ကော့ဂါဂီဂူကဲကော့ရလားโอเคဒီကောင်လဲ go လို့မဖတ်ဘူးအတန်တော့ go လို့ဖတ်မယ်ဂါဂီဂူကဲကော့နော်โอเคနောက်ခုသွားမယ်ဇလည်းအတိုင်းပဲစကိုအရင်ဆွဲမယ်ပြီးသွားလို့ရှိရင်တန်တန်တင်လိုက်ဒါပဲဇဇโอเคဇပြီးဇီလာမလားမလာဘူးเนาะစကားလုံးကိုမှတ်ထားမယ်ကြီးဖြစ်မယ်ကြီးအဲ့တော့အရင်ဆုံးရှိကိုအရင်ဆွဲမယ်ပြီးတော့အဲ့ဒီရှိကိုတန်တန်တင်လိုက်ပါကြီးဖြစ်မယ်ဇာကြီးဖြစ်မယ်ပြီးတော့စုကိုတန်တန်တင်မယ်စုကိုအရင်ဆွဲနော်စုကိုအရင်ဆွဲပြီးတော့စုကိုတန်တန်တင်မယ်စုလွယ်လွယ်လေးပဲโอเคနောက်ကဇကိုအရင်ဆွဲပြီးတော့ရင်တန်တန်တင်လိုက်နောက်တော့ပြထားရနော်ရှေ့မှာလည်းဒီအကွေးလေးပါလဲရရင်မပါလဲရအမြန်ဆွဲရင်းနဲ့အဲ့ဟာလေးပျောက်သွားပြီးတော့နော်ဒီလိုအချောင်းလေးဖြစ်သွားလဲကိစ္စမရှိဘူးရမနော်โอเคနောက်ကတော့မယ်ဇို့နော်ရေနဂါးပုံစံလေးနော်စို့အဲ့တော့စို့အရင်ဆွဲမယ်မိနာဆန်ပြီးသွားရင်စို့ကိုတန်တန်ဒီစို့နော်မိနာဆန်လို့ပြောတယ်မိနာဆန်ဆိုတာအားလုံးလို့ပြောနော်โอเคဇို့ဇအိုတိုင်းတအရင်ဆွဲမယ်တကိုတန်တန်တင်မယ်ဒဆိုရဲဒီ line ဖြစ်သွားမယ်ဒရမလားโอเคပြီးတော့ပြီးတော့ချီကိုတန်တန်တင်နဲ့ကြည့်ဒါပြီးသွားရင်လည်းဒီမလားဦးကြည့်လိုက်โอเคအဲ့ဆိုရင်ဒီမှာကြည့်လဲရေးထားတယ်ဒီမှာ di လည်းရေးထားတယ်ဘာကြီးလဲโอเคအဲ့ဒါကိုရှင်းပြပါမယ်အတန်ထွက်ရင်သူဒီကြီးနဲ့ထွက်ရမယ်ဒါပေမဲ့ဒီကြီးကိုကီးဘုတ်မှာသွားရိုက်ရင် JI နဲ့ရိုက်ရင်ဘယ်ကောင်ထွက်လာမလဲဆိုရင်သူ့ရဲ့ Nago original ပိုင်ဆိုင်ထားတဲ့ဒီကောင်ထွက်လာနိုင်မယ်ကြည့်ဘာကြောင့်လဲဆိုရင်သူဒီ original ဖြစ်တဲ့ကြောင့်သူဒီအတန်ပဲပိုင်တာစကလုံးမပိုင်ဘူးဒီကြီးဆိုရယ်စကလုံးမပိုင်ဘူးအဲ့ဒါအကြောင်းမလို့ရိုမာကြီးမှာရိုက်ရင်ဒီ DI နဲ့ရိုက်ကမယ်အဲ့ဒါကြောင့်မလို့ဆိုတဲ့အခါမှာရေးတဲ့အခါမှတ်တဲ့အခါကြက်တဲ့အခါမှာနော်ချီကိုတန်တန်တင်ရင်ဂျီဒါပေမဲ့ကီးဘုတ်မှာရိုက်လို့ရှိရင်ရိုမာကြီးဘာနဲ့ရိုက်ရမလဲဆိုရင် DI နဲ့ရိုက်ကမယ်ချီကိုတန်တန်တင်ရင်ဂျီအဲ့တော့ဒါကတလုံးဒါမိနာဆန်နားလည်အောင်လို့တလုံးချင်းစီပြောပြနေရပါတော့အဲ့လိုမဟုတ်ဘဲနဲ့ဒါရိုက်ရေးလဲရတယ်ဂျီကီးဘုတ်မှာရိုက်ရင် DI နဲ့ရိုက်ကမယ်ဂျီကီးဘုတ်မှာရိုက်ရင် DI နဲ့ရိုက်ကမယ်ဂျီကီးဘုတ်မှာရိုက်ရင် DI နဲ့ရိုက်ကမယ်အဲ့လိုပုံစံမျိုးကြက်ပါမဟုတ်ရင် Nago original เนาะ Nago original ဒီကြီးဆိုရင်ဒီ Nago original ကြီးစာကြီးရဲ့ကြီးပဲထွက်လာလိမ့်မယ်မဟုတ်ရင်ဒီကြီးကိုတန်တန်တင်လိုက်ကြီးထွက်လာမှာမဟုတ်ဘူးအဲ့တော့ပြီးတော့ရင် DI မို့လို့ D ဆိုတဲ့အတန်လုံးဝမထွက်နဲ့ဂျပန်ဘာသာစကားမှာ D ဆိုတဲ့စကားလုံးမရှိဘူးအတန်တော့မရှိဘူးပေါ့နော်အတန်တော့မရှိဘူးအဲ့ဒါကြောင့်မို့ကြီးတက်ခါရဲအဲ့လိုမျိုးအတန်အတွက်နဲ့ဒီချက်ချက်မယ်ကြီးကိုတန်တန်တင်နဲ့ကြီးဒါပေမဲ့ကီးဘုတ်မှာရရင် DI နဲ့ရိုက်ကမယ်အဲ့လိုမျိုးချက်ပါတိချချက်နော်အဲ့ဒါမှမှတ်မိမှာโอเคနောက်ခုသွားမယ်ဇုသူလည်းအဲ့တိုင်းပဲစုကိုတန်တန်တင်မယ်ဇုစုကိုတန်တန်တင်ရင်ဇုโอเคအော်ဒီဇုအတိုင်းရိုက်လို့ရှိရင်သူ့ရဲ့ Nago origin နဲ့ဘယ်ဟာပေါ်လာမလဲဆိုရင်ဒီဇုပေါ်လာပါမယ်အဲ့ဒါကြောင့်မလို့ DU နဲ့ Roma ကြီးကီးမုတ်နော်ကီးဘုတ်မှာဒီ DU ဆိုတဲ့ Roma ကြီးနဲ့ရိုက်မှသာသူ့ရဲ့
ဒီကောင်ပေါ်လာမှာဒီကောင်ပေါ်လာမှာဟုတ်ပြီနော်အဲ့ဆိုရင်နောက်ထပ်သွားမယ်ဒေဒါကြီးစုတဲ့တဲ့ကိုတန်တန်တင်တဲ့အဲ့တဲ့ဒီမှာ keyboard မှာတော့ဒီအောက်လေးမှာရေးထားဆိုပေမဲ့ဒီပေါ်မှာရေးရရတယ်တိတ်ပြီးတော့ပြဿနာမရှိဘူးမှန်တယ်ပေါ့နော်ပြဿနာမရှိဘူးဆိုရင်ပြဿနာရှိမှလားမဟုတ်ဘူးနော်မရှိဘူးလုံးဝမှန်တယ် okay တဲ့နော်တဲ့ကိုတန်တန်တင်တဲ့ရပြီနော်နောက်ခုသွားမယ်တို့ရင်ဆွဲမယ်တို့ကိုဆွဲပြီးသွားရင်တန်တန်တင်မယ်တို့ရမလားဒီဟိုတို့ okay ပြီးသွားရင်ဘာကဟာကိုတန်တန်တင်ရပြီဟာကိုတန်တန်တင်ရင်ဟာကိုတန်တန်တင်ရင်ဟာကိုတန်တန်တင်ရင်okay နောက်ခုသွားမယ်ဟီကိုတန်တန်တင်ရင်ဟီကိုတန်တန်တင်ရင်ဟီကိုတန်တန်တင်ရင်okay နောက်ခုသွားမယ်ဖကိုတန်တန်တင်ရင်ဖကိုတန်တန်တင်ရင်ဖကိုတန်တန်တင်ရင်ဟဲကိုတန်တန်တင်ရင်ဟဲကိုတန်တန်တင်ရင်ဟဲကိုတန်တန်တင်ရင်ဟုတ်မလားရှုံးခဏတော့ဒီဟာကိုအပေါ်ကနေမျိုးဆွဲလိုက်တယ်နော်တကယ်တမ်းကမဟုတ်ဘူးပြန်ဆွဲပြမယ်ဘဲကဟဲကိုရေးမယ်ပြီးတော့ရင်ဒီလိုနော်တန်တန်လေးကအရင်ဆုံးအောက်ကဟာလေးကအရင်ဆွဲမယ်နော်ဘဲပြီးတော့ရင်ဘို့ဟိုးကိုအရင်ရေးမယ်ပြီးတော့ရင်ဟိုးကိုတန်တန်တင်ရင်ဘို့နော်ဟိုးကိုတန်တန်တင်ရင်ဘို့ဟိုးကိုတန်တန်တင်ရင်ဘို့ဖြစ်မယ်โอเคဘာပြီးဘူးပဲဘို့ဖြစ်သွားပြီဒါဆိုရင်နောက်တစ်ခုသွားမယ်ပဒီအလုံးလေးကိုမာဒုလို့ခေါ်တယ်မာဒုအလုံးလေးမာဒုလေးတင်မယ်ပေါ့နော်အလုံးလေးတင်မယ်အဲ့တော့ဟာကိုရင်ဆွဲမယ်ဒါတော့မလို့တော့ပေါ့နော်โอเคဟာရင်ဆွဲမယ်ပြီးတော့မာဒုဆိုရင်အလုံးလေးတင်မယ်အဲ့ဆိုရင်သူဒီပနော်အဲ့တော့တန်တန်တင်ရင်ပဟုတ်နော်အဲ့တော့ငကို original ကဟာကိုမာဒုအလုံးလေးတင်ရင်ပတန်တန်တင်တယ်ဆိုရင်ဘအဲ့လိုပုံစံမျိုးချက်မယ်ဟုတ်နော်နောက်ခုသွားမယ်ဟီကိုမာတို့အလုံးလေးတင်ရင်ပိအဲ့လိုမဟုတ်ဘဲနဲ့တန်တန်တင်ရင်ဘိရမှာနော်โอเคနောက်ခုသွားမယ်ဖကိုတန်တန်တင်ရင်ဘโอเคဒီမှာကဖကိုမာတို့အလုံးလေးတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပရမယ်နော်အလုံးလေးဆိုလို့ရှိရင်ပလိုင်းရလို့မှတ်ထားပါပီပโอเคနောက်ခုပဲဟဲကိုအလုံးလေးတင်မယ်ဆိုရင်မာတို့အလုံးလေးတင်မယ်ဆိုရင်ပဲတန်တန်တင်ရင်ဘယ်ရမယ်နော်ပြီးတော့ရင်ပို့အဲ့တော့ပို့ဆိုရင်ဟိုကိုရေးမှရမယ်ဟိုအဲ့တော့ဟိုကိုမတို့အလုံးလေးတင်မယ်ဆိုလို့ရှိရင်ပို့နော်ပြီးတော့ရင်အလုံးမဟုတ်ပဲနဲ့တန်တန်တင်မယ်ဆိုရင်ပို့ရမလားဟုတ်โอเคတော့ပါပြီးပုပဲပို့အဲ့တော့ပြန်ပြီးတော့တစ်ချက်ပြန်ပြီးတော့ revision ပြန်ရအောင်အဲ့တော့အဲ့ဒီအခုတင်လိုက်တဲ့အား25လုံးဖြစ်ပါတယ်မင်းနားလေးမရေးရမလဲခဏလေးနော်โอเคအဲ့ဆိုလို့ရှိရင်ပြန်ပြီးတော့ revision ပြန်မယ်အဲ့တော့ခကိုတန်တန်တင်ရင်ဂပြီးတော့ရင်ဂီဂူကဲကော့ပြီးတော့ရင်ဇာကြီးစုဇဲစို့ဒါကြီးသူတဲတို့ပြီးတော့ရင်ပါပီပူပဲဘို့တိုင်းဟာဟီဟာโอเคဘာဘီဘူးပဲဘူးပြီးတိုင်းဟုတ်တယ်မှန်တယ်ဟာဟီဖူရယ်ကိုဆိုပေမဲ့အဲ့ဒီပေါ်မှာအလုံးလေးတင်မှာဒီချုံပြန်ပြီးတော့တစ်လုံးချင်းရေးလိုက်မယ်ဟာဒါပေမဲ့ဒီမှာပါနော်ပါပီပူပဲဘို့ရမလားပဲလေးကနည်းနည်းဟိုဖြစ်သွားတယ်โอเคအဲ့တော့ပဲနော်โอเคအဲ့တော့ဒီကောင်တွေကဂါဂျီအေဂါဂီဂူကဲကော့ဇာကြီးဇူဇဲ
다, 지, 수, 제, 도, 바, 비, 부배 보, 바, 비, 부배 보. ရမလားအဲ့တော့ဒီကောင်မွေလေးနှစ်ကောင်ရှိရဲ့အဲ့ဒါဘာလဲဆိုရင်ဒီကောင်ဒါလိုင်းက G နဲ့ Z နဲ့သူတို့နှစ်ကောင်ဒီအတန်ထွက်ကသာ G Z ဆိုပေမဲ့ကွန်ပျူတာကီးဘုတ်မှာပေါ်အောင်ရိုက်ချင်တယ်ဆိုလို့ရှိရင် DI နဲ့ရိုက်မှဒီဒါအလိုင်းက G ထွက်မယ်ဒီ U နဲ့ရိုက်မှဒါလိုင်းက Z ကိုထွက်မယ်ရမလားအဲ့ဒါလေးကိုမှတ်ထားပြပါ Okay နောက်တစ်လုံးသွားရအောင်နည်းနည်းလေးပဲကြံတော့နော်တီးပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မြန်လေးသွားလိုက်လို့ရတယ်။ဘာလို့လဲဆိုရင်ပေါင်းဆက်စကားလုံးလေးဖြစ်တဲ့အတွက်ကြောင့်မလို့နော်။အဲ့တော့ keep မြတ်ဆန်တာတီးပြီးသား keep ဒီကောင်လေးကရအဲ့တော့ဒါပေမဲ့သူတို့ဒီမြတ်ဆန်တခါတည်းချမှတ်ပါမြင်းညောင်းအပေါ်ကိုဆွဲကြည့်လိုက်လို့စကားလုံးနှလုံးကတီးနေရပေါ့သူတို့နှစ်ခုကနေရအတူတူရှိမနေဘူးဆိုလို့ရှိရင်ဒီကောင်လေးဒီတေးသေးလေးဖြစ်မယ်နော်တေးသေးလေးဖြစ်မယ်အဲ့တော့မကြည့်ကြည့်လိုက်ရင်တဝက်လောက်မှရေးကြည့်တဝက်လောက်ကိုဖြတ်ကြည့်လိုက်မြင်းအဲ့ဒါဆိုလို့ရှိရင်သူဒီတဝက်လောက်ပဲရှိတယ်အဲ့ဒါဆိုရင်သူဒီတေးသေးလေးဖြစ်တယ်ဟုတ်ပြီအဲ့တော့အဲ့ဒါကိုကြက်မယ်ကြက်တဲ့အခါမှာဘယ်လိုကြက်မလဲခီကိုအဲ့တော့အလယ်နားလောက်မှာရေးနော်1 byte ကိုပြောမယ်ဆိုရင်အဲ့နားလောက်လေးမှာရေးရအဲ့ဒါမှခရဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်ခီကိုရာတတိလေးနဲ့ပေါင်းရင်ခရ KY ခီကိုရာတတိလေးနဲ့ပေါင်းရင်ခရ KY ခီကိုရာတတိနဲ့ပေါင်းရင်ခရ KY အဲ့လိုမျိုးကြက်မယ်မဟုတ်ရင်မနာဆိုင်ခီရဲ့ဘေးမှာလေရကိုအကြီးသွားရေးလိုက်ရင်သူတို့နှစ်ခုဒီ KI YA ဆိုတဲ့ခီရသူ့ဘာသူတလုံးချင်းစီရက်တည်နေတဲ့သူတွေဖြစ်သွားပြီဘာမှမသက်ဆိုင်တော့ဘူးဟုတ်နော်ခရဆိုရင်ဒါခီကအမေကြီးဆိုတဲ့သဘောရာလေးကတေးသေးလေးဆိုကလေးလေးဆိုတဲ့သဘောအဲ့လိုပုံစံမျိုးဖြစ်တဲ့ကြောင့်အမေကြီးရဲ့အတန်ကများတယ်ခရတဲ့လားခရဟုတ်နော်ရဆိုတဲ့အတန်ကခီအကြီးကြီးပေါင်းတာဖြစ်တဲ့ကြောင့်ကေဆိုတဲ့အတန်အများကြီးပါမယ်ခရဟုတ်နော်ဒီနှစ်ကောင်ကိုကြည့်ကြည့်မယ်ဆိုရင်ဒီကောင်ဒီကြီးတယ်ဒီကောင်လည်းကြီးတယ်အဲဒါကြောင့်မို့ခီရဆိုရဲဘာမှမတော်ဆက်တဲ့သူ့ဘာသာသူရက်တီနေရတလုံးချင်းစီရက်တီနေရစကလုံးတွေဖြစ်သွားမယ်အဲဒါကြောင့်မို့ရကိုအတက်နိုင်ဆုံးခီရဲ့အလဲနားလောက်လေးမှာရေးပါခဟုတ်ပြီနော်ဒီကောင်လေးကိုပြောချင်တာနော်တေးသေးလေးဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နောက်တစ်လုံးသွားမယ်ခီကိုရာတေးသေးလေးနဲ့ပေါင်းရင်ခโอเคနောက်တစ်ခုသွားမယ်ခီကိုယူတေးသေးလေးနဲ့ပေါင်းရင် Q 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 အဲ့လိုပုံစံမျိုးရေးပြီးတော့ကြက်ဟုတ်ပြီနော်နောက်ခုသွားမယ်ခီကိုရောတေးသေးလေးနဲ့ပေါင်းရင်ဖြော့ခီကိုရောတေးသေးလေးနဲ့ပေါင်းရင်ဖြော့ခီကိုရောတေးသေးလေးနဲ့ပေါင်းရင်ဖြော့โอเคနောက်ခုသွားမယ်ရှိကိုရာတေးသေးလေးနဲ့ပေါင်းရင်ရှ SH ဖြစ်မယ်နော်လူမကြီးတွေလည်းမိသားစုမမေ့စေနဲ့နော်တူတူတွဲပြီးတော့ကြက်မယ်အဲ့ဒါမှမှတ်မိမှာကွန်ပျူတာကီးဘုတ်မှာရိုက်ရင်အဆင်ပြေမှာရှ SH ရှဖြစ်မယ်နော်ရှိကိုရာတတိလေးနဲ့ပေါင်းရင်ရှရှိကိုရာတတိလေးနဲ့ပေါင်းရင်ရှရှိကိုရာတတိလေးနဲ့ပေါင်းရင်ရှပြီးသွားရင်ရှိကိုယူတတိလေးနဲ့ပေါင်းရင်ရှုရှိကိုယူတတိလေးနဲ့ပေါင်းရင်ရှုရှိကိုယူတတိလေးနဲ့ပေါင်းရင်ရှုโอเคနောက်တော့မယ်ရှိကိုရောတတိလေးနဲ့ပေါင်းရင်ရှော့ရှိကိုရောတတိလေးနဲ့ပေါင်းရင်ရှော့ရှိကိုရောတတိလေးနဲ့ပေါင်းရင်ရှော့โอเคနောက်တော့မယ်ချီကိုရာတတိလေးနဲ့ပေါင်းရင်ချချီကိုရာတတိလေးနဲ့ပေါင်းရင်ချ CHA ချီကိုရာတတိလေးနဲ့ပေါင်းရင်ချ CHA ချီကိုရာတတိလေးနဲ့ပေါင်းရင်ချ CHA ရိုမာကြီးပါတူတူချက်နော်ဟိုင်နောက်ကတော့မယ်ချီကိုယူတတိနေနဲ့ပေါင်းရင်ချူ CHU ချီကိုယူတတိနေနဲ့ပေါင်းရင်ချူ CHU ချီကိုယူတတိနေနဲ့ပေါင်းရင်ချူ CHU အဲ့လိုမျိုးကြမယ်နောက်ကတော့မယ်ချော့ချီကိုရောတတိနေနဲ့ပေါင်းရင် CHO ချော့ချီကိုရောတတိနဲ့ပေါင်းရင်ချော့ CHO ချီကိုရောတတိနဲ့ပေါင်းရင်ချော့ CHO ချီကိုရောတတိနဲ့ပေါင်းရင်ချော့ CHO ညနီကိုရာတတိနဲ့ပေါင်းရင်ညနီကိုရာတတိနဲ့ပေါင်းရင်ညနီကိုရာတတိနဲ့ပေါင်းရင်ည NYA နီကိုရာတတိနဲ့ပေါင်းရင်ည NYA ဟုတ်နော်နီကိုယူတတိနဲ့ပေါင်းရင် new NYU နီကိုယူတတိနဲ့ပေါင်းရင် new NYU နီကိုယူတတိနဲ့ပေါင်းရင် new NYU ညာ new ဖြစ်မယ်နော်ညာ new ဒီခါလေးကြားလို့ရှိရင်ဒါကို NYA ကိုညာလို့လည်းဖတ်လို့ညာလို့လည်းဖတ်တယ်ဟုတ်ပြီနော်ညာ new ညော့ဟုတ်ကဲ့နီကိုရောတတိလေးနဲ့ပေါင်းရင်ညော့နီကိုရောတတိလေးနဲ့ပေါင်းရင်ညော့နီကိုရောတတိလေးနဲ့ပေါင်းရင်ညော့ NYO နီကိုရောတတိလေးနဲ့ပေါင်းရင်ညော့ NYO โอเคနော်
နောက်ခု here he ကိုရာတတိနဲ့ပေါင်းရင် here HYA he ကိုရာတတိနဲ့ပေါင်းရင် here HYA he ကိုရာတတိနဲ့ပေါင်းရင် here HYA here နော် here okay နောက်ခုသွားမယ် he ကိုယူတတိနဲ့ပေါင်းရင် he ကိုယူတတိနဲ့ပေါင်းရင် HYU he ကိုယူတတိနဲ့ပေါင်းရင် HYU နောက်ခု he ကိုရောတတိနဲ့ပေါင်းရင် HYO he ကိုရောတတိနဲ့ပေါင်းရင် HYO he ကိုရောတတိနဲ့ပေါင်းရင် HYO အဲ့တော့ here you here ဆိုရင် he ကိုရာတတိနဲ့ပေါင်းရင် here he ကိုယူတတိနဲ့ပေါင်းရင် he ကိုရောတတိနဲ့ပေါင်းရင် ဟုတ်နော်နောက်ခုတော့မယ်မြမိကိုရာတတိနဲ့ပေါင်းရင်မြ MYA မိကိုရာတတိနဲ့ပေါင်းရင်မြ MYA မိကိုရာတတိနဲ့ပေါင်းရင်မြ MYA မြမိကိုယူတတိနဲ့ပေါင်းရင် MYU မိကိုယူတတိနဲ့ပေါင်းရင်မြ MYU မိကိုယူတတိနဲ့ပေါင်းရင်မြ MYU okay မြော့ကမိကိုရောတတိနဲ့ပေါင်းရင်မြော့ MYO မိကိုရောတတိနဲ့ပေါင်းရင်မြော့ MYO မိကိုရောတတိနဲ့ပေါင်းရင်မြော့ MYO re ကိုရာတတိနဲ့ပေါင်းရင် RYA re ကိုရာတတိနဲ့ပေါင်းရင် RYA re ကိုရာတတိနဲ့ပေါင်းရင် RYA ပြီးတော့ re ကိုယူတတိနဲ့ပေါင်းရင် RYU re ကိုယူတတိနဲ့ပေါင်းရင် RYU re ကိုယူတတိနဲ့ပေါင်းရင် RYU re ကိုရောတတိနဲ့ပေါင်းရင် RYO re ကိုရောတတိနဲ့ပေါင်းရင် RYO re ကိုရောတတိနဲ့ပေါင်းရင် RYO နောက်တစ်ခုက皆さんသိပြီးသားအရာဘာပေါင်းလိုက်မယ်ဆိုရင်တန်တင်လိုက်မယ်အဲ့ဆိုရင်ဘယ် line ဖြစ်သွားပြီလဲ G ဆိုတဲ့ ခပေါ့နော်ဟိုမှာတော့ကြတော့ဂါဂီဂုကေနော်ခမုံနော်ဂါနော်ဂါဂီဂုကေကိုဆိုတဲ့အတန်တင်ခဲ့ရတယ်အခုဒီမှာဂီကိုရာတတိနဲ့ပေါင်းမယ်ဆိုရင်ဂီယာဖြစ်မယ်အဲ့ဒီတန်တာမပါဘူးဆိုရင်ဘာလဲဆိုရင်ခဟုတ်နော်အဲ့တော့တန်ပါရင်ဂီယာအဲ့လိုမျိုးမှတ်ပါโอเคအဲ့ဆိုရင်တွားကြည့်အောင်ဂီကိုရာတတိနဲ့ပေါင်းရင်ဂီယာ GYA ဂီကိုရာတတိနဲ့ပေါင်းရင်ဂီယာ GYA နောက်ခုတော့မယ်ဂီကိုယူတတိနဲ့ပေါင်းရင် GYU ဂီကိုယူတတိနဲ့ပေါင်းရင် GYU GYU နော်ဒီမှာရေးရမှာနေ GYU ဂီကိုယူတတိနဲ့ပေါင်းရင် GYU ဂီကိုယူတတိနဲ့ပေါင်းရင် GYU ဂီနော်ခီမဟုတ်ဘူးနော်ဂီ okay နောက်တော့မယ်ကျော်ဂီကိုရောတတိနဲ့ပေါင်းရင်ကျော် GYO ဂီကိုရောတတိနဲ့ပေါင်းရင်ကျော် GYO ဂီကိုရောတတိနဲ့ပေါင်းရင်ကျော် GYO နောက်တော့မယ်ဂျကိုရာတတိနဲ့ပေါင်းရင်ဂျ JA ကိုရာတတိနဲ့ပေါင်းရင်ဂျ JA ကိုရာတတိနဲ့ပေါင်းရင်ဂျ JA ပြီးရင်ဂျကိုယူတတိနဲ့ပေါင်းရင်ဂျ JU ကိုယူတတိနဲ့ပေါင်းရင် GU ယူတတိနဲ့ပေါင်းရင်ဂျ JU ဖြစ်မယ်ဂျကိုယူတတိနဲ့ပေါင်းရင်ဂျ JU နောက်ကတော့မယ်ဂျကိုရောတတိနဲ့ပေါင်းရင်ဂျ JO ကိုရောတတိနဲ့ပေါင်းရင်ဂျ JO ကိုရောတတိနဲ့ပေါင်းရင်ဂျ JO ဟုတ်မနော်ဂျဂျပြီးတော့ရင်ဗျာ B ကိုရာတတိနဲ့ပေါင်းရင်ဗျ BYA B ကိုရာတတိနဲ့ပေါင်းရင်ဗျ BYA B ကိုရာတတိနဲ့ပေါင်းရင်ဗျ BYA B ကိုယူတတိနဲ့ပေါင်းရင်ယူကနည်းနည်းဆက်သွားတယ်ပြန်ရင်မယ် B ကိုယူတတိနဲ့ပေါင်းရင်ပြု BYU B ကိုယူတတိနဲ့ပေါင်းရင်ပြု BYU B ကိုယူတတိနဲ့ပေါင်းရင်ပြု BYU ပြော့ B ကိုရောတတိနဲ့ပေါင်းရင်ပြော့ BYO B ကိုရောတတိနဲ့ပေါင်းရင်ပြော့ BYO B ကိုရောတတိနဲ့ပေါင်းရင်ပြော့ BYO ပြပြီးသွားရင် P ကိုရာတတိနဲ့ပေါင်းရင်ပြ BYA P ကိုရာတတိနဲ့ပေါင်းရင်ပြ BYA P ကိုရာတတိနဲ့ပေါင်းရင်ပြ BYA ပြီးသွားရင် P ကိုယူတတိနဲ့ပေါင်းရင်ပြုတ် BYU P ကိုယူတတိနဲ့ပေါင်းရင်ပြုတ် BYU P ကိုယူတတိနဲ့ပေါင်းရင်ပြုတ် BYU okay နော်နောက်ယူသွားမယ်ပြော့ P ကိုရောတတိနဲ့ပေါင်းရင်ပြော့ BYO P ကိုရောတတိနဲ့ပေါင်းရင်ပြော့ BYO P ကိုရောတတိနဲ့ပေါင်းရင်ပြော့ BYO ရမလား okay အဲ့ဆိုလို့ရှိရင်皆さんဒါပဲပေါ့နော်စကားလုံးကကြတော့လေအဲ့တော့ဒီပြော့အထိပြီးသွားပြီဆိုရင်ဒါဟီတာကနာကြီးကပြီးဆုံးသွားပြီနောက်တစ်ဆင့်ခတာခဏကိုလေ့လာရမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုရက်ပြီးတော့ပေါ့နော်တေချာရက်ပြီးတော့တလုံးတေချာရေးပြီးတော့မှပြန်ပြီးတော့ပြန်ဖွင့်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နောက်ဆိုင်ဟီတာကနာအဆင်ပြေပါစေအားလုံးပဲတက်တာပါဘိုင်ဘိုင်ပါ